မာရသွန်ပြေးတဲ့အချိန်မှာ turning point စလဲတဲ့အချိန်ကစပြီးတော့ကြွတ်တက်တာmuscle လည်းခန်းနေတဲ့အချိန် energy ကလည်းခန်းနေတဲ့အချိန်ဆိုတော့ဘာလို့ဘလို့ကျွေးပြီးတော့ဘလို့လုပ်ရမှန်းလည်းမသိကြအောင်ကျမတို့လူကြီးတွေကရွှေတစိမ့်ရမှနည်းနည်းမျက်နှာပန်းလာတာပေါ့နော်14ချိန်မြောက်စီးကင်းပေါ့မီတာ800ပြေးရတယ်ကိုတစ်ချမ်းနဲ့ရှုံးနေဒုတိယရသွားတယ်အဲ့ဒီအတွက်ပြောခံရတယ်စပြေးမဲ့လူတွေအတွက်ကိုစောင်းရန်ရှောင်းရန်လေးတွေစပြေးတဲ့လူတွေအတွက်ကတော့နည်းနည်းလေးတော့လေ့ကျင့်ထားဖို့လိုတာပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်ဒီမဆုပ်ကျွတ်တက်တာတို့ဖနောင်ကျော်ပြတ်သွားတာတို့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်လေ။မင်္ဂလာပါ။တက်လုံ podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးပွဲမှာဆွေးနွေးဖို့ဖိတ်ခေါ်ထားတာကတော့မြန်မာနိုင်ငံလက်ရွေးစင်အားကစားသမားဟောင်းရွှေတစိမ့်ဆုရှင်ဆရာမဒေါ်မာမာမင်းဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကဆရာမဒေါ်မာမာမင်းရဲ့ဘဝအတွေ့အကြုံလေးတွေကိုကျွန်တော်တို့မေးမြန်းသွားပေးမှာဖြစ်ပါတယ်ဆရာမမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဆရာမဘယ်အသက်အရွယ်လောက်မှာစပြီးတော့အားကစားလုပ်ခဲ့တာပါလဲဆရာမဘယ်သူကများလေ့ကျင့်ပြီးလဲဆိုတာလေးကျွန်တော်တို့ပြောပြပေးပါအောင်ဆရာမကျွန်မစကစားတော့ကျောင်းပြေးပွဲပေါ့နော်ကျောင်းပြေးပွဲအသက်6နှစ်ပဲရှိသေးတယ်ကျောင်းပြေးပွဲမှာကစားနေရင်နောက်ကျတော့အဖေကကျောင်းပြေးပွဲတွေမှာပထမရမှန်းသိတော့ဆရာဦးမြင့်သိန်းနဲ့တူတွဲပြီးတော့ရောက်လေ့ကျင့်ပေးကြတော့လေ့ကျင့်ပေးကြတာနော်ဆရာမအသက်6နှစ်ဆိုလို့ရှိရင်ဆရာမအဲ့တော့ကျတော့အကွာဝေးဘယ်လောက်ပြေးရလဲမသိနော်အဲ့တော့မီတာ90ဖိုးလုံးပြည့်အလျားကုန်အဲ့ဒါကြီးပဲစောရတယ်ကျောင်းငယ်သေးတော့လေအဲ့ဒါကြီးပဲစောရတယ်နောက်တဖြည်းဖြည်းနဲ့မှမီတာ200 400အဲ့ဒီအနေမှာစပြန်ပြီးတက်သွားတာပေါ့ဟုတ်ကဲ့ဆရာမဘယ်ရွယ်လောက်မှာစပြီးတော့လက်ရွေးစင်အားကစားသမားတယောက်အနေနဲ့စပြီးတော့ဖြစ်လာခဲ့တာလည်းမသိဘူးလက်ရွေးစင်ပနာမတော့73နှစ်ကျော်ပေါ့အဲ့14နှစ်ကျော်မှာတော့လက်ရွေးစင်စားသမားစစ်ဖြစ်သွားပြီရွှေတစိမ့်လည်းရဂျာမနီပြန်နေပြီးတော့အာမခံပြီးတော့စီးကင်းကိုခေါ်သွားတယ်9ကြိမ်မြောက်ဥစားကျွန်းဆွယ်အားကစားပွဲအဲ့တော့အရှိတောင်ရှာမှုသေးဘူးကျွန်းဆွယ်အားကစားပွဲ9ကြိမ်မြောက်83ခုနှစ်မှာစင်ကာပူမှာလုပ်တယ်အဲ့ဒီမှာတော့ပြန်ရင်တဲ့အချိန်မှာကျွန်မမီတာ800မှာရွှေတစိမ့်ရတယ်မီတာ400မှာကြီးတစိမ့်ရတယ်4မှာရွှေရတယ်ဆရာမအဲ့ဒါတွေကြတော့ကျွန်တော်တို့ကျွန်မဘယ်သူနဲ့လေ့ကျင့်ခဲ့လဲပေါ့နော်လေ့ကျင့်ခဲ့တဲ့အတွေ့အကြုံလေးလည်းပြောပြပေးပါလေ့ကျင့်တာကြတော့ကျွန်တော်တို့နီးပြဆရာကြီးရှိတယ်အရင်တော့ကျွန်မဆက်စချင်း training လုပ်တော့ရိုင်းနာပေါ်ကြီးပေါ့နော်ဂျာမန်နီးပြဆရာကြီးနဲ့လုပ်ရတယ်အဲ့ဂျာမန်နီးပြဆရာကြီးနဲ့ပြီးတော့နောက်တစ်ခါနောက်ဂျာမန်နီးပြတယောက်ရောက်လာမစ္စတာမာကိုဆိုတာအဲ့နီးပြနဲ့လုပ်ရတယ်အဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုလဲဆိုဆရာဦးတောင်းထွန်းဆိုတာရှိတယ်ဆရာဦးတောင်းထွန်းကကြတော့ကျွန်မရွှေ800မီတာ800ရွှေတစိမ့်ရအောင်သူအများကြီးကူညီပေးတယ်ဘာလို့ဆိုတော့ပြေးလို့ရှိရင်သူကမီတာ800ကိုမီတာ100တန်းကိုလက်ခောက်မှုတ်ပေးတယ်လက်ခောက်မှုတ်ပေးတဲ့အချိန်မှာကြော်လို့ရှိရင်လည်းတလန်းနောက်ကြရင်လည်းတလန်းပဲအဲ့ထက်ပူပြီးတော့ဟိုကဖြစ်လို့မရဘူးသူအဲ့ဒါကိုအမိကျမဖမ်းရတယ်ဖမ်းပြီးတော့ပြေးရတယ်အဲ့ဒီကနေမှတစ်ခါ1500 3000 5000နဲ့ပြေးတဲ့အချိန်မှာကျမတာဝေးအုပ်စုမှာရောက်သွားပြီတာဝေးအုပ်စုမှာကျတော့ဆရာဦးစစ်စိန်ဆိုတာရှိတယ်အဲ့ဆရာကျတော့စီကံအရန်ကြီးတယ်စီကံအရန်ကြီးတဲ့ပြင်ကျမတို့မီတာ400တွေ12ခေါက်15ခေါက်တွေပြေးပြီးဆိုယောက်ျားလေးတွေနဲ့လိုက်ပြေးရတယ်ပြေးရတဲ့အချိန်မှာကျမတို့ရှေ့ကအုပ်စုနဲ့တော့မလိုက်နိုင်ဘူးပေါ့ဘာလို့တာဝေးအုပ်စုကတော်တော်မြန်တယ်နောက်ကအုပ်စုနဲ့ပြေးရတယ်ပြေးရတဲ့အချိန်မှာမီတာ400ကိုမီတာ100ပဲဂျော့ကင်လုပ်ရမယ်ဆိုလို့ရှိရင်100ထက်ပိုလို့လည်းမရဘူးရုပ်လို့လည်းမရဘူး။ဘာလို့ဆိုရှေ့အဖွဲ့တော်တော်မြန်တယ်။မြန်နေဆိုကျမတို့ကနောက်ကျတယ်။နောက်ကျတဲ့မီတာ100ဂျော့ကင်ကမရှိတော့ဘူး။ဘာလို့ဆိုသူတို့အမိလိုက်ရတယ်ပါလဲဆိုနောက်ဆုံးကျတော့ဘာဖြစ်သွားလဲဆိုတော့မီတာ400မှာ100ဂျော့ကင်ဆိုတာ100ဂျော့ကင်မရှိတော့ဘူးတောက်လျှောက်ကြီးလို့ဖြစ်သွားတယ်။နောက်သူကစံချိန်မွင်လို့ရှိရင်လည်းမရဘူး။စံချိန်မွင်ရင်အောက်ပဲ။ဆိုတော့အဲ့ဟာကိုလိုက်ပြီးပြေးရတော့စံချိန်လေးလဲသူ round speed မှန်အောင်တော့ပြေးခိုင်းတာပါသူကအဓိပ္ပာယ်ကတော့ round speed မှန်မှာကျမတို့1000တို့5000တို့ကပြေးလို့ကောင်းတာလေအဲ့ round speed မှန်မယ်နဲ့ပထမပိုင်းမြန်သွားပြီးနောက်ပိုင်းမှာနှေးသွားတာတို့အလဲကောင်းမှမြန်သွားလို့ဆိုတော့အဲ့ဒါအမျိုးကြတော့စံချိန်ကမဝင်တော့ဘူးဆိုတော့အဲ့လိုမျိုးပဲနောက်ကျမတို့မီတာ1000တွေပါပြေးပြီးဆိုအဲ့လိုချိန်ပြီးပြေးတယ်ဆိုရင်မင်းကလေးချင်းကြတော့ကိုယ်နဲ့ပြိုင်ဘက်ကတိတ်ပြီးတော့ဟိုကပြင်းတော့ဝိတ်ပန်တို့ဘာလို့ရှိတာပေါ့ဝိတ်ပန်တို့ဘာလို့ကျမတို့တာလွတ်လိုက်ပြီဆိုရင်တစ်ပတ်နှစ်ပတ်သုံးပတ်လောက်ကတော့လောက်ကြီးမကွာသေးဘူးနောက်ကျတော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ဒီတစ်ပတ်မှာဝိတ်ပန်ကိုဘယ်လောက်မိလဲအဲ့ဒါကိုလက်ကြည့်ရတယ်နောက်တစ်ပတ်မှာဘယ်လောက်မိတယ်လဲဘယ်နှစ်ပတ်မြောက်လို့ရှိရင်သူ့ကိုဘယ်လိုကြော်ရမလဲသူကအဲ့လိုမျိုးချိန်နေပြီးပြေးရတာပေါ့နော်စံချိန်တန်းတော့ခါသူကဒီတစ်ပတ်မှာမီတာ400ကို1စက္ကန့်ပြေးရင်နောက်တစ်ပတ်ကို2စက္ကန့်ပြေးရမယ်ကိုကအဲ့ဒါလည်းတွက်နေရတယ်ပြေးဒီတိုင်းကြီးပဲပြေးနေလို့တော့မဖြစ်ဘူးပေါ့နော်ခေါင်းထဲကလည်းစံချိန်ကတွက်နေရတယ်နောက်တစ်ခါကျွန်တော်တို့တာဝေးမှာကိုအောင်တန်းဆိုတာရှိတယ်ကိုအောင်တန်းကျွန်တော်တို့သင်ပေးထားတယ်ရှေ့ရလူကအသက်ရှူတန်ပြင်းနေပြီလားခြိကြတန်မြန်နေဘုံဖြစ်နေပြီလားအဲ့ဒါဆိုလို့ရှိရင်ငါကြော်တက်လို့ရမလားကြော်တက်တကယ်လို့မှကြော်တက်တယ်ဆိုဘန်းမှာမကြော်မတက်ဘူးအဖြောက်မှာကြော်တက်ရတယ်
အဖြောက်မဲ့ကြော်တက်လိုက်လို့မှကိုကုန်းနောက်ကပါလာပြီလားမပါလာဘူးလားအဲ့ဒါလေးကြည့်ရသေးတယ်ကြည့်ပြီးတော့မှတခါကုန်းနောက်မပါလာဘူးဆိုတော့ကိုနှုံးနဲ့ကိုပြေးပေါ့ပါလာတယ်ဆိုရင်လည်းနောက်တစ်ခါ flat leg လို့ pick up လေးနည်းနည်းလှုပ်ပြီးပြေးလို့မှပါလာတယ်ဆိုကိုပြန်လျှော့နောက်ကိုပြန်ဝင်ပေါ့နောက်ကနေပြေးရင်တော့ခိုးပြီးပြေးလို့တော့ရတာပေါ့ဒါပေမဲ့အလကလေးမှသူ့ကိုလွတ်ပြီးပြေးကိုပြေးနိုင်ပြီဆိုလို့ရှိရင်သူနောက်ကမပါလာဘူးဆိုအလွတ်ပြေးတော့ပဲအဲ့ဒါထောက်လျှောက်ပဲအဲ့လိုတော့ရှိတာပေါ့အဲ့ဒါလေးတွေတော့သင်ခန်းစာရတယ်ပေါ့အဲ့မှာအဲ့နောက်တစ်ခါကျတော့အဲ့ဆရာဦးစစ်စိန်ကအဲ့လိုမျိုးလှုပ်ခိုင်းနေဆိုတော့ပြေးနိုင်တဲ့လူမှသူ့အုပ်စုထဲဝင်လို့ရတယ်မပြေးနိုင်လို့ရှိရင်သူ့အုပ်စုထဲဝင်လို့မရဘူးဆရာမကြိုက်နောက်တော့ပါဇက်ကလည်းတိတ်မပြောဝစ်ဆက်တစ်လုံးနဲ့ပဲအလုပ်လုပ်သွားတယ်နောက်ပေသီးခောက်တယ်သူပေသီးဘလောက်စံချင်းဆိုဘလောက်သူအဲ့လိုမျိုး4-10ယောက်လောက်ကတော့သူတယောက်တည်းစံချင်းဖတ်မယ်သူကြောက်တဲ့ဟုတ်တာဖြစ်တာစီကံရမ်းကြီးတယ်သူကတော့နောက်ပိုင်းကျတော့ဆရာဦးကျုပ်ခင်ပေါ့ဆရာဦးကျုပ်ခင်ချာမနီမှာတင်နှက်တော့တဲ့နော်ကျမတို့ပထမပိုင်းနေတိတ်မတွေ့ရအောင်နောက်ပိုင်းကျတော့မှဆရာဦးကျုပ်ခင်နဲ့ training လုပ်ပြီးတော့ဆရာ3ယောက်ပေါ့ဆရာမတို့အများအားဖြင့် training လုပ်တဲ့ခါကျတော့ကွင်းထဲမှာလုပ်ဖြစ်လာဒါမှမဟုတ်လမ်းပေါ်မှာလုပ်ဖြစ်လာပြီနော်ဆရာမကွင်းထဲမှာလည်းလုပ်ရတယ်အပြင်မှာလည်းပြေးရတယ်ကီလိုတွေပဲပြေးပြီဆိုကျမတို့ဘယ်ထိရောက်လဲဆိုဒီ10မိုင်ဟိုဘက်တစ်ပြက်စီးဆိုင်အဲ့ဒီကိုကျမတို့ပြေးရတယ်တခါတည်းကြောက်လို့ရှိရင်အခုမာရသွန်ပြေးတဲ့ချိန်ကျတော့ကျမဆိုမနေ့4နာရီကျော်ထပြေးရတယ်ပြေးရတဲ့ချိန်ကျတော့ဆရာတွေကအပြင်လာတဲ့ဆရာလည်းရှိတယ်အပြင်အတွင်းမှာရှိတဲ့ဆရာလည်းရှိဒါပေမဲ့များသောအားဖြင့်အပြင်ရဆရာတွေများတော့အတွင်းမှာကျမတို့ကစားသမားချင်းပဲမနေ့အောင်ဆောင်ဝင်35ဘက်လောက်ပတ်တယ်ဆိုတော့စံချိန်ကိုလိုက်မှတ်ပေးပြီးတော့သူကစံချိန်ယူပြီးတော့အထဲကိုဝင်သွားတယ်9နာရီခွဲလောက်ကြာရင်ဒီပြဆရာကြီးရောက်လာပြီအဲ့ stop watch ယူပြီးတော့ကျမတို့ set ဖန်တယ်ပေါ့အဲ့လိုမျိုးတော့ရှိတယ်စီဂိမ်းပြိုင်ခဲ့တော့အမှတ်တရလေးတစ်ခုလောက်ပြောပြပါအောင်ဆရာမကျမဘယ်နှခုလဲ73ချိန်14ချိန်မြောက်စီဂိမ်းပေါ့ယူရမှာလုပ်တယ်ပွေးဟုတ်ကဲ့ဆရာမအဲ့တော့ကျမကို4ချိန်ဘယ်လောက်ရှိလဲဆိုတော့90လောက်ပဲရှိမယ်နောက်ပိုင်းမာရသွန်ပြေးတဲ့ချိန်ကျတော့ပေါင်ကြီးက89ပေါင်ပဲရှိမယ်အဲ့90ပြေးတဲ့ချိန်မှာမီတာကျမ800ပြေးနေအဲ့85အဲ့ချိန်မှာမီတာ800ပြေးရတယ်မီတာ800ကိုယူရီးယားစိုက်စီသွန်းဆိုတဲ့ကောင်မလေးနဲ့ပြိုင်ပြေးရတယ်သူကအသက်များငယ်ပဲကျမအိမ်အောင်ကြပြီးပြီကလေးတယောက်ရပြီးပြီဆိုတဲ့အချိန်မှာ body weight ချင်းကလည်းကွာသွားတယ်သူက body weight တော်တော်လေးတောင်းတယ်ဒါပေမဲ့အဲ့လိုပြေးတဲ့ချိန်မှာ2ယောက်ရှင်ပြီးပန်းဝင်လာတဲ့အချိန်မှာကျမလူတကူစားမို့တချမ်းနဲ့ကျမရှုံးတာတချမ်းနဲ့ရှုံးကျမချုံးပွဲချငွေဒါပေမဲ့အာရှစံချိန်ကိုမြည်ဖို့ 0.03 ပဲလို့တော့တယ်အာရှစံချိန်မြည်ဖို့စံချိန်ကတော့ကောင်းတယ်ဒါပေမဲ့ကျမတို့ရှိမှာဘာရှိလဲဆိုတော့ကျမတို့လူကြီးတွေကရွှေတစိမ့်ရမှနည်းနည်းမျက်နှာပန်းလှတာပေါ့နော်ရွှေတစိမ့်တောင်မှမာရသွန်ရွှေတစိမ့်နဲ့မတူပြန်အောင်အဲ့ကြလို့ရှိရင်ရွှေတစိမ့်ရတဲ့လူကလေမောကဆင်းလို့ရှိရင်လည်းရှေ့ကနေဆင်းရတယ်နောက်ဟိုတန်းတဲ့ဝေတစိမ့်ကြီးတစိမ့်ကတော့ပြောမနေတော့နောက်ကနေဆင်းရတယ်ဆိုတော့အဲ့မှာလူကြီးတွေကဘာဖြစ်လဲဆိုတော့ကိုတချမ်းနဲ့ရှုံနေဒုတိယရသွားတယ်အဲ့အတွက်ပြောခံရတယ်ပြည်တွင်းပြည်တာတွေရောနိုင်ငံတကာမှာသွားပြည်တာတွေရောဆိုလို့ရှိရင်ဆင်မအကွာဝေးဘလောက်ကိုဆင်မပြေးရတာအကြိုက်ဆုံးလဲပေါ့နော်ဒါဘာကြောင့်လဲပေါ့အကြိုက်ဆုံးရလို့တော့မရှိဘူးပေါ့နော်ဆင်မပြေးလို့ကောင်းတာတော့ဟိုဟာမီတာ400စကစားတယ်မီတာ400မှာဟိုမှာစံချိန်ကဟိုစားတတိယရပြီမဲ့800မှာစံချိန်ကောင်းသွားတယ်ရွှေတစည်းရခဲ့တယ်ပေါ့အဲ့400ပြေးနေနည်းနည်းလေးအသက်ရတဲ့ချိန်ရလာတဲ့ချိန်မှာမီတာ800 1500ကစားတယ်နောက်တစ်ခါနည်းနည်းလေးအသက်ရတော့မီတာ1500 3000ကနေတစ်ခါ3000 5000ကနေတစ်ခါ9000 1000ကနေ1000မှာတော့ထိတက်သွားတယ်အသက်အရွယ်လိုက်ပြီးတော့ဟိုစဖြစ်သွားတာပေါ့ဘာဆိုတော့အသက်နည်းနည်းရလာလို့ရှင် speaker နည်းနည်းကျလာလေ stamina ဘိုင်းနဲ့ဆိုတော့အဲ့ဆင်မမာရသွန်ကြတော့ဆင်မဘယ်အသက်အရွယ်လောက်မှာစပြီးတော့ဟိုပြေးပြလဲဆင်မအသက်30ကျော်ပြီအဲ့ချိန်ကျတော့မှကလေးတယောက်လေးရ83ခုနှစ်မှာကျွန်မစကစားတယ်83ဒါတော့မှကျွန်မမာရသွန်ပြေးရမှာကျွန်မစိတ်လည်းမဝင်စားဘူးပြေးလည်းမပြေးချင်လို့လူရေးပွဲလည်းမဝင်ဘူးပေါ့နော်ဒါပေမဲ့ဟိုစင်ကာပူစီးကိန်းကြတော့ဘာရှိလဲဆိုတော့ကျွန်မတို့ဒီနေ့မီတာ1500ပြေးတယ်ပြေးပြီးတော့စံချိန်ကျိုးတယ်ရွှေရတယ်တရက်ချာမီတာ3000ပြေးရတယ်ပြေးရွှေရတယ်စံချိန်ကျိုးတယ်နောက်တရက်ချာကျွန်မပွဲပြီးသွားပြီဆိုတော့လူကြီးတွေကပြေးကြည့်ပေးပါတဲ့ဆိုတော့ကျွန်မဝင်အဲ့တရက်ချာပေါ့အဲ့နေ့မှာမာရသွန်ပြေးတယ်ပြေးတဲ့အချိန်မှာတော့တော်တော်ခက်ခဲနဲ့တခါမှတော့ training ကောင်းမှမလုပ်ခဲ့တာဆိုတော့ခက်ပြေးပြီးတော့မှမာရသွန်ပြေးခဲ့လိုက်ရတယ်ဆရာမဟိုတခါကျွန်တော်ပြောခဲ့ဘူးလို့ဟိုအပြေးလေ့ကျင့်ဖို့အသွားမှာကိုဆရာမလေ့ကျင့်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးလည်းပြောပြပေးပါအဲ့ကြောင့်ကျွန်မအိမ်အောင်ကြပြီကလေးတယောက်ရပြီပေါ့နော်ကလေးကဘလောက်မှမရှိသေးဘူး4လသား5လသားပဲရှိသေးတယ်ကျွန်မပြန်ပြေးရတဲ့အချိန်ဘာလို့ဆိုတော့ကျွန်မဌာနကနေပြီးတော့ပြန်ပြေးရင်မပြေးလို့ရှိရင်ရုံးတက်ရမယ်ဆိုတော့ကျွန်မရုံးတက်လို့အစီမပြေဘူးလေအဲ့ပြန်ကစားတဲ့အချိန်မှာကျွန်မဖွဲချုပ်ကိုပြန်ဝင်တဲ့အချိန်မှာသူတို့က
ရှိတဲ့လေရွေးစင်တွေကိုနိုင်မှကျမကိုပြန်ရွေးမယ်ဆိုကျမအဲ့ဒါကိုမနေလို့ယူခဲ့ရတယ်ကျမ10မိုင်စိတ်မမြန်ရက်ကွက်မှာနေတယ်ဆိုတော့မနေ့ဆိုရင်ကျမ4နိုင်ခွဲကို10မိုင်လမ်းစုံကိုပန်းကားမိလာတယ်ဒါပေမဲ့အဲ့ပန်းကားကနေမှတခါဒီမြင်းဒီကုန်းကားမတိုင်မှာကျမရောင်းမတွေကစောင့်ကလေးကိုခေါ်သွားတယ်အဲ့ဒီကနေမှတခါအောင်ဆန်းဝင်းကိုပြေးလာတယ်ပြေးလာပြီးတော့မှတခါ training လုပ်ရတယ်ပေါ့ဆိုတော့အဲ့မှာလေရွေးစင်ဖြစ်ပြန်တော့တခါကျမလာတာမှာအမေတို့နဲ့နေတယ်နေတဲ့အချိန်မှာလာတာနေပြီးတော့ကျမမျိုးသားနေပြီးတော့ training ဆိုလို့ရှိရင်ကျမမာရသွန်ပြေးနေတဲ့အချိန်ဖြစ်နေပြီဆိုတော့သူများတဲ့2ဆ3ဆလုပ်ရတယ်အိမ်အောင်တွေလည်းဖြစ်နေတော့အဲ့တော့အိမ်ကနေပြီးတော့မှဟို Lansdowne အဲ့ဒီကို jogging သွားအဲ့ဒီကနေမှတခါပြန်လာတိမ်ပြူလန်းမီးပွိုင်းရောက်ပြီဆိုကျမချွေးတွေပါတုပ်ပြီးတော့ဘာကိုကအခုမှအိမ်ကလာတယ်လို့ပုံစံမျိုးနဲ့အောင်ဆန်းဝင်းကိုလာပြီးရင်ခါ main training ကိုပြန်ဝင်ရတယ် main training ဝင်တဲ့အချိန်ကျတော့ယောက်ျားလေးတွေနဲ့ကျမ training လုပ်ရတာအဲ့ဒီတုန်းကကစားသမားတွေဆိုကျမကိုတော်တော်မုန်းတယ်ဘာလို့ဆိုသူတို့ခိုးလို့မရဘူးဘာလို့ကျမမျိုးသားစပိန်နဲ့လိုက်တာ哦စပိန်နဲ့လိုက်တော့ခိုးလို့လည်းမရဘူးကားစီးလို့လည်းမရဘူးဆိုတော့သူတို့အဲ့ဒီတိုင်းလိုက်တယ်ကျမအဲ့ယောက်ျားလေးနဲ့ရန် fight ပြီးတော့ပြေးခဲ့ရတယ်အဲ့အကြောင်းနဲ့တက်တာလေးမြန်တာပေါ့နော်အဲ့မှာ training ယောက်ျားလေးနဲ့လိုက်ပြေးရတယ်နောက်လမ်းမှာ bus ကားတွေပါတွေးလို့ရှိရင်အဲ့ bus ကားတွေနဲ့ပြိုင်ပြီးပြေးရတယ်အဲ့လောက်ကြီးကျမလုပ်ခဲ့ဆိုဆင်မရဲ့ပထမဆုံးမာရာသွန်တွေးကြောကဟိုလေ့ကျင့်ခန်းအရန်တော့မလုပ်ခဲ့ရပဲနဲ့ဝင်ပြေးခဲ့ရတာ training ကောင်းမလုပ်ခဲ့တော့တော်တော်နည်းနည်းလေးဒုက္ခရောက်နောက်တော့မီတာ1500မီတာ3000ကစံချိန်ကျိုးပြေးထားတယ်လीစံချိန်ပြေးထားတော့တော်တော်လေးလက်ခန်းနေတယ်ဆိုတော့ဒီမှာကျမတို့ကလည်းနားမလဲဘူးဒီကလူကြီးတွေကလည်းနားမလဲဘူးမာရသွန်လည်းဘယ်သူမှမပြေးဘူးဆိုတော့လीဘလို့ဟိုစားဘာဘလို့ကျွေးပြီးတော့ဘလို့လုံးဝမှန်မှန်လည်းမသိကြအောင်မသိတော့ကျမပြေးတဲ့အချိန်မှာ master လည်းခန်းနေတဲ့အချိန် energy ကလည်းခန်းနေတဲ့အချိန်ဆိုတော့သူတို့ကဘာလုပ်ရမလဲဆိုတော့အဲ့ဒီအချိန်မှာကျမတို့ဓာတ်စားရည်နဲ့ glucose နဲ့အဲ့လိုအချိုရည်ရောစားရည်ရောပေါ့နှစ်ခုစလုံးသူတို့ပေးရမယ်အဲ့ဒါသူတို့လည်းမပေးဘူးကျမလည်းနားမလဲအဲ့မှာမာရာသွန်ပြေးတဲ့အချိန်မှာ turning point စလဲတဲ့အချိန်ကစပြီးတော့ကြွတ်တက်တော့အဲ့လိုကြွတ်တက်ကြီးနေကျမပြေးလာနောက်ဆုံးကျတော့ဘာဖြစ်လဲဆိုတော့လမ်းလျှောက်တယ်မရဘူးဖက်နှက်ချွတ်တယ်ထိုင်လေးချင်းငန်းလုပ်တယ်မရဘူးအဲ့လိုနေရနေနောက်ဆုံးကျမနောက်ကလူတွေကတော်တော်လေးပြတ်နေပြီလူမြင်လည်းမမြင်အောင်ပေါ့နော်နောက်စင်ကာပူမာရာသွန်ဆိုတာလမ်းမှာတစ်ချောင်းလုံးဘာမှမရှိဘူးတစ်ပင်လည်းမရှိဘူးအဆောက်အဦလည်းမရှိဘူးဒီတိုင်းထောက်လျှောက်ကြီးပြေးရတယ်ဆိုတော့နည်းနည်းလေးလေးကိုကတယောက်ထဲဆိုတော့ဟိုဖြစ်တာပေါ့အဲ့လိုဟိုကြည့်ကိုကပဲပြေးလာတဲ့အချိန်မှာနောက်ဆုံး10ကီလိုကျော်လောက်ရောက်မှလူတဲ့အချိန်မှာစင်ကာပူကတက်သွားတယ်စင်ကာပူကလည်းအဲ့ဒီအချိန်မှာရွှေစိတ်တစ်ခုမှမရသေးဘူးပြေးခုံပြေးနေမရသေးတော့အဲ့ဒီတငယ်ချင်းပဲသူကဂျာမနီဆိုတာသူကနေတက်သွားတဲ့အချိန်မှာကျမကိုလိုက်တဲ့ကားတွေပါအကုန်လုံးကသူရှိပါသွားပြီပါသွားတဲ့အချိန်ကျမဒုတိယတော့ရသေးတယ်လေဆိုပြီးကျမပြေးတဲ့အချိန်မှာနောက်တစ်ခါ9ကီလိုလောက်ပဲလို့တော့အဲ့ဒီအချိန်မှာဖိလစ်ပင်းကတစ်ခါတက်သွားပြန်ကျမကြီးတစ်စိတ်တော့ရသေးတယ်ပေါ့ဆိုဆက်ပြေးနောက်ဆုံးခြေထောက်ကတရွတ်တိုက်နေပြီဘလို့မှမရဘလို့မှအဲ့ဒီအချိန်မှာစင်ကာပူကတငယ်ချင်းကအဲ့ရွှေဈေးရောက်သွားတဲ့ကောင်မလေးကနေပြီးတော့ဓာတ်စားရည်တောင်းတယ်ကျမစိတ်ထဲမှာတစ်ခါမှဓာတ်စားရည်ဆိုတာမတောက်ဘူးတော့ဒီလောက်ငံနဲ့စားရည်ဘလို့တောင်းလည်းမသိဘူးပေါ့နော်ကိုကအဲ့လိုတွက်လိုက်တယ်ဒါပေမဲ့အမှန်တော့ကုန်ခန်းနေတဲ့အချိန်မှာစားရည်တို့ချိုရည်တို့ကတောက်ရတယ်လေဆိုတော့အဲ့မှာ तू ကအဲ့လိုတက်သွားပြီ तू အကုန်လုံးပြီးတော့နောက်ဆုံးမီတာ100ပန်းဝင်တော့မယ်ကွင်းနဲ့ရောက်ပြီအဲ့ချိန်ကျမဘာမှလုပ်လို့မရတော့တရွတ်လည်းတိုက်လို့မရတော့အဲ့ဒီကနေပြီးတော့မှတစ်ခါဖင်ရွှေ့အဲ့လိုဘလို့တရွတ်တိုက်တယ်မီတာပန်းဝင်ချင်ပြီကျမချုံဝဲဖြာငူရတဲ့ဘဝရောက်တတိယနဲ့ပဲကျင်းနေပါအမှန်တော့ကျမရွှေ3ခုပန်းလိုက်တာပေါ့နော်ရွှေ2ခုနဲ့ကြီးတစ်စိတ်တစ်ခုနဲ့ပဲကျင်းနေလိုက်ရတယ်ဆိုဆင်မမာရာသွန်ပြေးရတဲ့အထဲမှာအားရပါရရှိတဲ့ပွဲလေးတစ်ခုကြောင်းလဲပြောပြပါအောင်ဆင်မအဲ့ဒါတော့ကျမ88အဲ့လိုလောက်ဖြစ်နေမယ်ဂျပန်မာရာသွန်ပေါ့နော်ဂျပန်မှာကျမပြေးတဲ့အချိန်မှာ -03 လားမသိအဲ့လောက်ရှိတယ်သူကနေခင်း12နာရီကျမတို့ပြေးရတဲ့အချိန်မှာနှင်းရလေကြာအေးရလေအေးပြင်မိုးပေါက်ကလေးတွေလည်းကြာနေတယ်ဆိုတော့အဲ့ဒီအချိန်ပြေးတော့1 minute လည်းလုံးလို့မရဘူးသူများတွေက stocking တွေပါပြီးကျမတို့ရှိမှာအင်ကြီးလက်ပြတ်ပေါင်းမိတုံးနဲ့ဆိုတော့ပေးထားတာလက်အိတ်ပဲပေးထားတယ်အဲ့လက်အိတ်ကလေးနဲ့1 minute လည်းလုံးလို့မရဘူးဆိုတော့ထိုင်ပြီးဒီတိုင်းပဲကြောရှော့နေရတယ်ရှော့နေရနေတခါပြေးတဲ့အချိန်မှာသူများတွေအုပ်စုတွေကိုပအောင်ပြေးသွားတာပေါ့ပထမအုပ်စုနဲ့ကျတော့တော်တော်ကြီးကွာသွားပြီဘာလို့ဆိုတရုတ်တို့ဟိုကကျွန်တော်တို့ကဘယ်လောက်ပြေးလဲဆို2နာရီနဲ့32လောက်ပြေးတယ်အဲ့နဲ့နေတော့အုပ်စုနှစ်စုပဲကျမဒုတိယအုပ်စုဖြစ်သွားပြီပြေးတဲ့နိုင်ငံတွေကလည်းတော်တော်များတယ်ဘာလို့အဲ့မှာ First Asian Marathon လေFirst Asian Women Marathon ဆိုတော့ပထမဆုံးအချိန်သူတို့လုပ်တယ်ဆိုတော့ international လည်းပါတယ် Asia အတွက်လည်းပါတယ်နှစ်ခုစလုံးရောပြီးပြေးတယ် America ပါတယ် Canada ပါတယ် Aussie ပါတယ်အကုန်လုံးနိုင်ငံပေါင်းစုံတွေပါတာပေါ့နော်ပါတော့ international လို့ကြတော့ first to 10 80ပေးတယ် SEA Game Asian Game ဆိုကြတော့ first to 3 ယောက်ပဲပေးတယ်
တောက်လျှောက်လဲကျမရေမတောက်ခဲ့ဘူးဘာလို့ဆိုတော့ရေဘူးလေးတွေအများကြီးပဲအလံလေးတွေနဲ့ထောင်ထောင်ပေးထားတယ်ဒီလောက်အများကြီးတည်းမှာကျမရေဘူးကိုကျမမရှာဖို့အချိန်မရဘူးဘာလို့အုပ်စုကွဲသွားတော့မယ်လीဆိုတော့ကိုရေဘူးလည်းမရှာတော့ဘူးတောက်လျှောက်ပဲဒီတိုင်းချွေးလည်းမထွက်ဘူးရေလည်းမစားဘူးဆိုတောက်လျှောက်ပြေးတယ်ပြီးတော့နောက်ဆုံး9ကီလိုလောက်အရောက်မှာကျမတို့ဗမာတွေကပဲဘယ်သူမှတော့ကျမမသိဘူးသူတို့ရှိမှကျတော့စပိန်လန်းဆိုတာရှိတယ်လीအဲ့စပိန်ပေါ်ကနေပြီးတော့မမေးပြေးဆိုကျမအဲ့စပိန်ကိုလိုက်တာလိုက်တော့စံငင်းကကျတော့2:41 52လားမသိရတယ်အဲ့ဒီမှာနောက်ဆုံးစုပေးပွဲကြတော့ဘာရလဲဆိုတော့ international မှာကျမ30ထိဝင်သွားကျမနောက်ဆုံးပဲ Asian ကြတော့လေကျမ30ဝင်သွားတယ်နောက်တစ်စိမ့်နှစ်ခုရလိုက်တာပေါ့အဲ့မှာအမှတ်တရလေးဆရာမီတာ400နဲ့မာရာသွန်နဲ့ဆိုပြေးရတာဘယ်ဟာပိုကြိုက်မှာဘယ်မှမကြိုက်ဘူးစံချိန်အကောင်းဆုံးရခဲ့တဲ့ပွဲလေးအကြောင်းလည်းပြောပြပေးလို့ရတယ်ဘယ်ပြိုင်ပွဲကိုပြောတာလဲဘယ် event ကိုပြောတာလဲဆရာမမာရာသွန်တော့အဲ့ဂျပန်ပွဲရတော့အကောင်းဆုံးပဲကျန်တဲ့သူကစံချိန်လည်းအကောင်းဆုံးပြေးခဲ့တယ်ဘာလို့ဆို2:41ကျော်ပဲလေကျန်တဲ့ပွဲတွေကျတော့2:46 2:45အဲ့ဒါပဲစီးကိန်းနိုင်ငံစီတော့လေနောက်တစ်ခုကပူတယ်အင်ဒိုနီးရှားတို့ယူရီးယားတို့ဆိုပြေးလို့ရှင်ပူအဲ့လိုမျက်လုံးလေးဒီလိုလှန်ကြည့်ရင်တော့မှနေပူတယ်မခံနိုင်ဘူးပူတဲ့အချိန်ကျတော့နောက်ပြိုင်ဘက်တွေလည်းများတော့ကိုကချိန်တစ်ခုရှိရချိန်ပြေးရတယ်လည်းပါတာပေါ့ဟိုမှာဂျပန်မှာကျတော့ကိုယ့်ထက်ကောင်းတဲ့လူတွေနဲ့ပဲပြေးရတယ်လေပြေးတဲ့အချိန်တော့ပါသွားတာပေါ့ဒီမှာကျတော့ကိုကချိန်ပြေးရတယ်နောက်စီးကိန်းဘယ်နိုင်ငံတွေကငါတို့နောက်ပါတယ်လေကိုလူချင်းချင်းလည်းပြန်ရသေးတယ်ကိုနိုင်ငံချင်းလည်းပြန်ရသေးတယ်ဆိုတော့ချိန်ပြေးတဲ့ချိန်တော့စံညင်အဲ့လောက်ထိမကောင်းဘူးပေါ့2:46 49အဲ့ဒါတော့ပုံမှန်ပြေးတယ်ကျွန်တော်ရာသီဥတုကလည်းကျွန်တော်တို့အပြေးသမားတွေပေါ်မှာအရင်အရေးကြီးတော့ကျွန်တော်တို့ကဒီရာသီဥတုကိုလည်းလေ့လာထားရမယ်ပြီးတော့ခါကျတော့ဆင်မပြောသလိုပြေးတဲ့အခါမှာကိုကြိုတင်ပြင်ဆင်ထားရမယ်အဝတ်အစားအာဟာရတွေလည်းရေးကြည့်တာအဲ့ဒါတော့ပြေးဘာလို့ဆိုကျွန်တော်တို့အရင်တော့ပြေးလို့ရှိရင်အေးတဲ့နိုင်ငံသွားမယ်ဆိုလို့ရှိရင်အေးတဲ့အချိန်မှာကျွန်တော်တို့ training လုပ်ခိုင်းတာတွေများတယ်မနေ့စောကြီးတွေပါတယ်ပေါ့ပူတဲ့အချိန်ဆိုကျွန်တော်တို့ငွေ1နာရီခွဲ2နာရီ training လုပ်ရတယ်ခြေထောက်ဆိုဒီရေကြီးမှုတွေအများကြီးပေါ့နော်ဒီသွေးကြီးဥဓာတွေရောဘာတွေရောအဲ့လိုမျိုး training လုပ်ခဲ့ရတယ်နောက်မိုးရင်းဆိုလို့ရှိရင်လည်းဒူးစစ်လောက်နီးရေဟိုအဖြစ်အောင်ဆောင်ဝင်ထဲမှာဆိုရေတွေတအားနေနောက်တော့ဟိုကြောင်မီးသွေးကွင်းဆိုတော့ရှေ့ရလူကရက်သွားလို့ရှိရင်နောက်ဖက်မှာမျက်စိထဲဝင်လာလို့ပါဇက်ထဲဝင်လာလို့အဲ့ကြောင်မီးသွေးအမှုန်မြန်ပေါ့နော်အင်ကြီးဆိုတာချက်ချင်းလျှော်မှာမလျှော်လို့ရှိရင်အဲ့ဒီကအားတွေကတော်တော်လေးစွန်းတာပေါ့နော်အဲ့လိုသူ့အချိန်သူ့ချာတီးနဲ့သူနိုင်နဲ့အချိန်နဲ့ဆရာကြီးကတော့ခိုင်းတာပေါ့ဆရာမဘောမှာနောက်ဆုံးပြေးခဲ့တဲ့မာရာသွန်ပွဲဆိုလို့ရှိရင်ဘယ်ပွဲလေးဖြစ်မလဲမသိဘူးနော်ဆရာမကျမ1989ခုနှစ်အဲ့ပွဲလေးအကြောင်းလေးနည်းနည်းပြောပြပေးပါဦးအင်ဒိုနီးရှားပွဲအဲ့ပွဲမှာတွေ့ကြုံလေးဆရာမအဲ့ပွဲမှာလေကျမရွှေရလာတယ်နောက်ပိုင်းကျတော့ကျမကြီးသိမ့်မကောင်းဒီနှလုံးကချိန်ပြခုနှလုံးရမ်းခုန်တာပေါ့နော်နှလုံးခုန်တာမှာရေအင်ကြီးကစားတော်တော်တုံနေတာအစဟိုအမြင်နောက်ပိုင်းကျတော့အဲ့လိုကျတော့ကျမမာရာသွန်မပြေးတော့ဘူးနောက်ဆုံးပွဲကမီတာ1000နဲ့ပဲကျမရက်လိုက်တယ်89မလေးရှားမှာပေါ့ကျွန်တော်တို့အပြေးဝါသနာရှင်နေအနေနဲ့ရောပေါ့နော်အပြေးလေ့ကျင့်ခန်းကိုစပြီးတော့လေ့ကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုလေးတွေကနေစပြီးတော့လေ့ကျင့်သင့်တယ်ဆိုတာလေးလည်းဆင်မနည်းနည်းအကြံပေးပြပါဦးအဲ့ဒါကျတော့အသက်အရွယ်ပိုင်းလည်းပါတာပေါ့နော်အသက်အရွယ်ပိုင်းလည်းပါတယ်ဆိုတော့နည်းနည်းသက်30ကျော်40ကျော်50ကျော်တွေဖြစ်လာပြီဆိုလို့ရှိရင်သူပထမဦးဆုံးတော့လမ်းလေးပါလေးရှောက်ပေါ့လမ်းလျှောက်နေရှောက်ပြေးလေးလှုပ်ရှောက်ပြေးလေးကနေပြေးလိုက်လို့ရလာပြီဆိုရင်ခါနည်းနည်း jogging လေးလောက်လုပ်ပေါ့ jogging လေးကနေမှနည်းနည်းလေး speed လေးထည့် speed ကပ်ပြီးရင် speed stamina လေးလုပ်အဲ့ဒီကနေမှတဖြည်းဖြည်းချင်းမှတက်သွားတာကောင်းပါတယ်အဲဆိုအသက်ရလာတဲ့အချိန်မှာအယိုးကိစ္စရရှိသေးတာကိုအယိုးပွားမှာတို့အယိုးဟိုဖြစ်မှာဆိုတော့နည်းနည်းလေးနာလို့ရှိရင်ကျမတို့ငငယ်တုန်းကဆိုရင်နည်းနည်းနာပြီဆိုရင်တစ်ပတ်လောက်နာရင်အားပြန်ပြေးတယ်နောက်တစ်ခါနည်းနည်းလေးအသက်ရလာပြီဆိုရင်1လနောက်တစ်ခါဆို3လနောက်တစ်ခါကြာလို့ရှိရင်တော်တော်လေးနာတယ်အဲ့ဒါကြောင့်မလို့နည်းနည်းနာပြီဆိုလို့ရှိရင်ကျမကတော့လေ2ရက်3ရက်လောက်တော့နားစီခြင်းတယ်အဲ့ဒါပြီးမှပြန်လုပ်စီခြင်းတယ်အခုတော့နာရက်ကြီးနဲ့သူအရန်ပြေးခြင်းနေကြတော့အားတရန်ပါနေတော့အဲ့မှာပြင်းရနေပူနာသွားတာတွေရှိတာပေါ့နော်ကိုအဲ့ကြတော့ကိုနစ်နာတာပေါ့ဆင်မနောက်တစ်ခုအနေနဲ့အပြေးလေးကျင်ကန်လုပ်တဲ့အခါမှာတချို့ကတော့ဝတ်စားပြီးတော့တခါတည်းတန်းပြေးကြတယ်ပေါ့နော်တချို့ကတော့running drill တွေလုပ်တယ် flexibility တွေလုပ်တယ်ပြီးတော့ strength တွေပါလုပ်တယ်ပြီးတော့မှပြေးတယ်ပေါ့နော်ဆိုတော့ဒီ training တွေကဆင်မမလုပ်ဘဲနဲ့ပြေးတာ ਨੇ ဘယ်လိုများတက်ရောက်မှုရှိလဲဘယ်လောက်ထိတက်ရောက်မှုရှိလဲပေါ့အဲ့ဒါလေးလည်းရှင်းပြပေးပါဦးဆရာဝမ်းမရလေးမလုပ်လို့တော့မဖြစ်ဘူးဘာလို့ဆိုတော့မနေ့မိုးလင်းလာပြီဆိုကျမတို့အိယာထလာပြီဆိုတင်းတောက်နေတာရှိရလေအဲ့တော့ဝမ်းမရအကျော်လေးပြေးတာလေးနည်းနည်းပါ10မိနစ်လောက်လုပ်ပြီးလို့ရှိရင်အကျော်တေချာလျှော့ခေါင်းခါချီလေးအကုန်လုံးအစုံပါတယ်လေ့ကျင့်ခန်းလေးပေါ့အဲ့လေးတွေလုပ်မယ်ပြီးတော့မှ training လုပ်မယ် training လုပ်ပြီးတခါအကျော်ပြန်လျှော့မှဖြစ်မယ်ဘာလို့ဆိုဒီ training လုပ်ထားတဲ့ဟာတွေကတင်းတောက်နေဆိုတော့ပြန်ပြီးအကျော်လျှော့မှဖြစ်မယ်အကျော်မလျှော့လို့မဖြစ်ဘူးအဲ့ဒါလေးတော့လိုပါတယ်
5k ပြေးကြမယ် 10k ပြေးကြမယ် half marathon ပြေးကြမယ်ပေါ့နော်ဆရာမဆိုတော့အဲ့လိုမတူညီတဲ့ distance တွေအတွက်ကိုကျွန်တော်တို့ဒီတိုင်းပဲပြေးလိုက်လို့ရှိရင်ထက်စားလို့ရှိရင်တေချာလေ့ကျင့်ပြီးပြေးလို့ရှိရင်တော့ပိုကောင်းမယ်လို့တူတယ်เนาะဆရာမအဲ့တော့တေချာလေ့ကျင့်ပြီးပြေးမယ်ဆိုရင်ဘယ်လိုမျိုးလေးတွေများလေ့ကျင့်လို့ရလဲတေချာလေ့ကျင့်ပြီးပြေးတာတော့ပိုကောင်းတာပေါ့နော်ဒီတိုင်းကြီးပြေးတာထက်ဆိုင်တော့အခုဆိုနာသွားကြတဲ့လူရှိရလေဘာလို့ဆိုကီလိုတွေအများကြီးကိုက training မရှိဘူးဆိုတော့နာသွားကြမယ်တကယ်လို့မှ10ကီလိုပြေးမယ်ဆိုရင်အနည်းဆုံး15ကီလိုလောက်ကကိုကပို့ပြီးပြေးထားမှ10ကီလိုကိုကျင့်ညက်အောင်ပြေးနိုင်မှာပေါ့မာရသွန်ပြေးတယ်ဆိုလဲမာရသွန်အလျောက်ပေါ့35ကီလိုဒါမှမဟုတ်လို့ရှိရင်35ကီလိုပြေးရင် easy run ကိုနောက်ထပ်နိုင်ဝက်လောက်ထပ်ပြီးပြေးနိုင်လို့ရှိရင်ပိုကောင်းတယ်။နောက်အဲ့ကီလိုတွေပြေးပြီးတိုင်းလဲ speed လေးတွေပြေးထားလို့ရှိရင်ပိုကောင်းတယ်။ဘာလို့ဆိုကုန်နေတဲ့အချိန်မှာသူတင်ကိုတင်ပြေးတဲ့အချိန်ကျတော့ကိုက speed တပန်းတာတယ်လေ။အဲ့လိုနောက်တစ်ခါကျတော့ဂုံစင်းဂုံတက်လေးတွေပြေးဖို့လိုတယ်။အဲ့ဒါမှကိုက power တွေရမယ်။နောက်ရှို့တွေကသူများဂုံတက်ပြီဆိုလို့ရှိရင်ကိုပြိုင်ဘက်ကဂုံတက်ကိုကောင်းကောင်းမပြေးနိုင်ဘူး။ကိုကဂုံတက်ကိုဖိတက်ထားဆိုဒီမှာတပန်းတာသွားပြီ။နောက်တစ်ခါအပေါ်ရောက်လို့ရှိရင်ဂုံပေါ်ရောက်လို့ရှိရင်ဒီကိုပြိုင်ဘက်ကနေပြီးတော့ဂုံမှာတက်လာလို့ပင်ပန်းသွားပြီးအောက်ကို easy ပဲပြေးမယ်ဆိုကိုကအဲ့မှာခြေလမ်းချက်နဲ့အောက်ကိုတောက်လျှောက်ဆင်းလာလိုက်အဲ့ဆိုနှစ်ခါနှစ်နေရာကိုကတာသွားပြီဆိုတော့အဲ့ဒီမှာကိုကအတွေ့အကြုံယူရတယ်နောက်တစ်ခါ fat leg လုပ်မယ် fat leg လုပ်ပြီးပြေးတာတွေသင်ရမယ်နောက်ပြီးတော့ speed play လုပ်တာတွေသင်ရမယ်အဲ့ဒါတွေတော့အများကြီးရှိတယ်ဘာလို့ဆိုကိုပြိုင်ဘက်ကိုမောင်းနိုင်မှာကိုကဒါပေမဲ့တခုရှိတာကိုလည်း training အပြည့်အဝရှိရမှာပေါ့နော်အပြည့်အဝရှိမှကိုကသူများကို fat leg မောင်းနိုင်မယ် fat leg မောင်းနိုင်မမောင်းနိုင်မဲ့နဲ့သူများကိုသွားလို့ရင်ကိုကနေကိုပင်မခံပြီးလုပ်တယ်လို့ဖြစ်သွားမှာပေါ့နော်ကိုကကိုမောင်းတယ်လို့ဖြစ်သွားမယ်ဆိုတော့ training က speed or stamina အများကြီးရှိဖို့လိုတာပေါ့ professional အပြေးသမားရဲ့လို့မဟုတ်ဘဲနဲ့ကျန်းမာရေးနဲ့အနေနဲ့စပြီးတော့ကျန်းမာရေးကောင်းဖို့အတွက်ပြေးကျင်တဲ့လူတွေအတွက်ကောဆရာမဘယ်လိုမျိုးစရင်ကောင်းမလဲလို့အကြံအဲ့ဒါလေးကတော့ကျွန်မပေးခြင်းနဲ့ကြံတော့ဆက်ချင်းတော့လမ်းလျှောက်ပေါ့နော်လမ်းလေးလျှောက်တာမြန်လာပြီဆိုလို့ရှိရင်နည်းနည်းလေးလမ်းလျှောက်လိုက်ပြေးလိုက်အဲ့လမ်းလျှောက်ပြေးလိုက်ရလာပြီဆိုလို့ရှိရင်တစ်ခါပြေးတာ jogging လောက်ပေါ့အဲ့လေးပြေးလာနိုင်ဝက်လောက်45မိနစ်လောက်ပြေးဒီကျမကြီးအတွက်ဆိုလို့ရှိရင်တော့ဒီလောက်ထိအလွန်ဆုံးသူတို့ကစားမယ်ပြေးခြင်းနဲ့စိတ်ရှိတယ်ဆိုရင်တော့ half marathon လောက်ပဲကောင်းတယ် marathon လောက်ကြီးတော့ပြေးစရာမလိုတော့ဘူးအဲဆိုကျမကြီးအတွက်ပဲလေဆိုတော့ marathon ကျတော့တိတ်ပြီးများလာတော့အသက်အရွယ်ရလာတဲ့အချိန်မှာတော်တော်လေးထိသွားမှဆိုလို့နောက် marathon တစ်ပွဲပြီးရင်6လနားတယ်ဒီအပျော်တမ်းဖွဲ့လေးကျတော့သူတို့ကဒီတိုင်းလမ်းမှာအပျော်တမ်းသွားကြမယ်ဒီတိုင်းလမ်းလျှောက်ပဲပြေးမယ်ပါမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတော့3လလောက်တော့နားသိတယ်ကျွန်မထင်တယ်ဆရာမဒီရဲ့ဘိုင်းမှာအပျော်တမ်းပြေးတဲ့လူတွေလည်းများလာတယ်ပေါ့နော်ပြီးတော့အပြေးပြိုင်ပွဲလေးတွေလည်းရံပါရံခါတွေ့လာရတယ်ပေါ့နော်ဆိုတော့ဆရာမအခုမှစပြေးမဲ့လူတွေအတွက်ကိုဆရာမမာဂျင်နာများရှိလာပေါ့နော်ဘယ်လိုစောင်းရန်ရှောင်းရန်လေးတွေဘယ်လိုပြင်ဆင်တဲ့နေဆိုတာလေးလည်းပြောပြပေးပါဦးအခုမှစပြေးတဲ့လူတွေအတွက်ကတော့နည်းနည်းလေးတော့လေ့ကျင့်ထားဖို့လိုတာပေါ့နော်နှမို့လို့ရှိရင်ဒီမဆုပ်ကျွတ်တက်တာတို့ပနောင်ကျော်ပြတ်သွားတာတို့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်လေဘာလို့ဆိုသူတို့ကနားမလည်သေးဘူးလေနားမလည်သေးဘူးဆိုတာလေ့ကျင့်ရန်တေချာလုပ်ပြီးမှပြေးရမှာတို့နောက် speed ဘယ်လိုထည့်ရမလဲကိုဟာနဲ့ကိုချိန်ပြီးဘယ်လိုပြေးရမလဲဆိုသူတို့မချိန်တတ်သေးဘူးလေဘဲသွားမယ်ခြေထောက်ခွင်မယ်လက်ရမ်းမယ်ပခုံးရမ်းမယ်ခေါင်းမော့မယ်ဗာမယ်အဲ့ဒါလေးတွေကြတော့ပြေးတဲ့အချိန်မှာကိုကရှေ့ကိုမရောက်ဘဲနဲ့ဘေးရောက်တာတွေပဲဖြစ်သွားတတ်တော့ဖြစ်သွားတဲ့အချိန်ကျတော့ကိုကဒါလေးတွေပြင်ပေးဖို့တော့ကောင်းတာပေါ့နော်ဆိုတော့စပြေးချင်းအဲ့ဒီအခြေခံလေးတွေတော့နည်းနည်းလေးတော့လုပ်ပေးထားတဲ့နေလို့ကျွန်မထင်တယ်ပြီးတော့လေဆရာမအခုကျွန်တော်တို့အပြေးပွဲတွေက 5k 10k half marathon စသည်ဖြင့်ပေါ့နော်မတူညီတဲ့အကွာအဝေးတွေပြေးကြတာပေါ့နော်ဆရာမအဲ့တော့အဲ့မတူညီတဲ့အကွာအဝေးတွေမှာကျွန်တော်တို့လေ့ကျင့်ရတဲ့ training ပုံစံတွေရောတူမလားပေါ့နော်ဆရာမဒါမှမဟုတ်ထူးခြားပြီးတော့ကွဲနေတာရှိလားပေါ့နော်ဆရာမမတူပေါ့နော် speed နဲ့ဘယ်လိုခေါ်မလဲတာဒိုတာလက်တာဝေးဆိုတော့ကျွန်တော်တို့ပြေးခုံပြေးမှာရှိတယ်ပေါ့တာဒိုကျတော့ဒီနေ့မပြေးဘဲနဲ့အားမွေးပြီးပြေးလို့ရှိရင်သူတို့ရတယ်နောက်တစ်နေ့တာလက်ကျတော့ဒီကျမတို့ဆိုလို့ရှိရင်တာလက်ပြေးတော့ဆိုရှင်ဗုဒ္ဓနေ့ညနေနားတယ်စနေညနေနားတယ်တနင်္ဂနွေနေ့နားတယ်တာဝေးပြေးတဲ့ချိန်ကျတော့ကျမတို့တရက်မှနားလို့မရဘူးဗုဒ္ဓနေ့ညနေနားတယ်တနင်္ဂနွေညနေနားတယ်ဗုဒ္ဓနေ့နဲ့တနင်္ဂနွေဆိုတာဒါကီလိုအများဆုံးပြေးရတာပေါ့နော်ဘာလို့ဆိုတော့ weight တက်မခံရအောင်လို့တာဝေးသမားကြီးကျတော့ weight တက်လို့မရဘူးအယိုးပေါ့အရေးနဲ့အစီအယိုးနဲ့ရေကုန်နဲ့အသားနဲ့ကတ်နေပေါ့နော်အဲ့လိုမျိုးချိန်ကြမှာဘာလို့ဆိုဒီခန္ဓာကိုယ်ကြီးကိုသေရတာမလွယ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးအယိုးပေါ့အရေးနဲ့အဲ့လိုမျိုး body weight လေးတော့ရှိတယ်ဒါပေမဲ့အားရှိတဲ့ဟာလည်းစားမှဖြစ်တယ်ပင်မလို့ဘာလို့ဆိုအားရှိမရှိတဲ့ဟာစားလို့လည်းမဖြစ်ဘူးကျမတို့တုန်းကကြတော့ဘာဒီစားရလဲဆိုတော့ဒီမစားရတဲ့ဟာကြတော့ကောင်းချင်းပေါင်းတို့နောက်ပြီးတော့အုံနို့တို့ရေခဲတို့နောက်ကြဟင်းကားသီးတို့ဘာလို့ပေါ့နော်အဲ့တက်စာတွေလက်ဖက်တွေပါအိတ်မပြောတာကြီးဖြစ်နောက်ငရုတ်သီးလုံးဝမစားရဘူး
ဆိုတော့အဲ့ဒါဒီအစရရှောင်းရတယ်ပေါ့အရင်တော့ကျမတို့မနေ့ဆိုလို့ရှိရင်အောင်ဆန်းဝင်းမှာကျမတို့ breakfast တွေပြီးဆိုလို့ရှိရင်ပေါမုံ2ချမ်းနဲ့ကြက်ကြော်တဒုံ coffee တစ်ခွက်အဲ့လိုမျိုးတိုက်တယ်နောက်နေ့ကင်းထမင်းစားပေါ့ညနေထမင်းစားညနေနေ့ကင်း3 နာရီလောက်ဆိုရင်တခါငပြောသီးတစ်လုံးနဲ့ coffee တစ်ခွက်တိုက်တယ်ညပိုင်းကျတော့ဒီသူတို့အလှခံလို့ရလို့ရှိရင်တော့အဲ့လို no မုံပါဖြော်ပြီးတိုက်တာပေါ့နော်ဆိုတော့အခုကစားသမားတွေကိုဟိုအပျော်တမ်းပဲဖြစ်ဖြစ်ဟိုဟာဖြစ်ဖြစ်အခြေခံလေးတော့နည်းနည်းလေးလုပ်ပြီးတော့မှကိုက season ကလေးကြာကြာလေးလုံးမှာကောင်းဟိုပြေးလို့ကောင်းတာပေါ့နော်နောက်တစ်ခုကပြေးတဲ့အချိန်မှာလည်း technique လေးမှန်မှကိုကပြေးတဲ့ဟာရှေ့ရောက်တာလို့ပါလို့ရှိတာပေါ့အဲ့လိုမျိုးလေးတော့ရှိပါတယ်အားကစားဝါသနာရှင်တွေကအဲ့တော့အစားတောက်အနေထိုင်ဆင်ကျင်ရတယ်ပေါ့နော်ပြီးတော့လေ့ကျင့်ခန်းတွေလည်းလုပ်ရတယ်ဟောအဲ့နေရာမှာစိတ်ပိုင်းဆိုင်ရာရောဆရာမဟိုပြင်ဆင်ဖို့လိုတာဘယ်လိုပြင်ဆင်အကောင်းဆုံးပြင်ဆင်လို့ရမလဲပေါ့နော်ဆရာမအဲ့ဒါလေးလည်းရှင်းပြပေးပါဦးစိတ်ခွန်ကတော့အများကြီးလိုတာပေါ့နော်ဘာလို့ဒီအားကစားလုပ်ပြီဆိုလို့ရှိရင်စိတ်တက်ကြံ့ခိုင်မှုအများကြီးလိုတယ်ဆိုစိတ်တက်မကြံ့ခိုင်လို့လည်းမရဘူးဘာလို့ဒီတာ9ကီလိုပြေးမယ်ငါ9ကီလိုပြေးမယ်လို့သတ်မှတ်ထားလို့ဆိုရင်9ကီလိုတန်းတော့ပို့လောက်ရမယ်ဆိုတော့အဲ့ဒီအတွက်ကိုငါလုံးမရမယ်ငါဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာတော့မရှိကျမတို့ရှိမှတယောက်ရှိတယ်ဘာပြောလဲဆိုတော့မပြီးခင်ပြေးရတာပြီးသွားရင်ပြီးသွားပြီနောက်ပြီးတော့မဖြစ်သေးတာမရှိဘူးမဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာပဲရှိတယ်ဆိုတော့နောက်တစ်ခုကကျမပြေးလို့ရှိရင်ကျမမျိုးသားလမ်းမတွေမှာပြေးလို့ရှိရင်ကားမတိုင်ရောက်ပြီဆိုရင်ကျမတေးပြောတာအရန်နာတယ်ကျမရက်ပြစ်ချင်းစိတ်ပေါက်တယ်ဒါပေမဲ့ငါအတွက်ပဲလေးဆိုတော့တိတ်မိတ်ပြီးပြေးအဲ့ဒီလိုပြေးတဲ့ training လုပ်တဲ့အကျိုးအတွက်ကပြိုင်ပွဲမှာရွှေတစိမ့်ရပြီးစံချိန်ကောင်းပြီဆိုလို့ရှိရင်အရန်ပီတိဖြစ်ရတယ်အဲ့မှာနောက်တစ်ခါအဲ့ပီတိဖြစ်ရတဲ့ပြင်ကိုနိုင်ငံတော်အလေးပြုပြီဆိုလို့ရှိရင်မြေကြီးကြတယ်အဲ့အချိန်မှာနိုင်ငံတော်အလံကိုကျမတို့တော်တော်လေးဟိုဟာဖြစ်တာပေါ့နော်ကျန်တဲ့အဲ့လိုဖြစ်လာတဲ့အချိန်ကျတော့ရုပ်ရှင်တွေပဲကြီးတဲ့အချိန်ကျတော့ရှင်အလံတော်သူများအလေးပြုတဲ့အချိန်မှာကျမတို့အစားဆုံးပြုတယ်ဒါပေမဲ့ကျန်တဲ့လူတွေထိုင်နေပဲဆိုစိတ်ထဲကတစ်မျိုးကြီးပေါ့ဒါဆိုဒီနိုင်ငံအလံရဲ့တန်ဖိုးကိုသိတာပေါ့နော်ဘာလို့ဆိုနိုင်ငံတကာလက်ထပ်ပြီးအလေးပြုပါတယ်လေဆိုတော့အဲ့ဒါလေးတစ်ခုတော့လိုတော့ပေါ့စိတ်သက်ကြံ့ခိုင်မှုအများကြီးလိုပါတယ်ဆရာမအဲ့တော့အားကစားသမားဘဝမှာပြင်းတဲ့အဲ့လို injury ရတာတို့ဘာတို့ဖြစ်နိုင်တာပေါ့နော်ဆရာမအဲ့တော့ injury မရအောင်ဘယ်လိုကာကွယ်ရမလဲ injury ရလို့ရှိရင်ရောဆရာမတို့အားကစားသမားဘဝမှာဘယ်လိုဖြေရှင်းကြလဲပေါ့နော်ဆရာမအဲ့ဒါလေးလည်းပြောပြပေးပါဦးအတွေ့အကြုံရဆိုလို့ရှိရင်ပေါ့ကျွန်မကိုယ်တိုင်ဖြစ်ခဲ့တာပေါ့နော်ဒီ chin sprint ခေါ်ပါပေါ့ခြေသလုံးယူအဲ့ဒီကအယူကအရွတ်กว่าတောက်လျှောက်အရွတ်กว่าတော့ကျွန်မဘာလို့ကျွန်မအသက်ကငငယ်လေးနဲ့ကြောက်လန်းသမားတွေမှာပြေးရသေးတာကိုပြေးတဲ့ချိန်ကျတော့အဲ့လိုဘာလို့လဲဆိုကျွန်မအောင်ဆန်းဝင်းမှာမနေ့စောကြီးဆိုရင်အောင်ဆန်းဝင်းစိတ်ကန်းနဲ့သွားရတယ်အဲ့ဒီကနေမှရေခဲတုပ်လောက်ရှည်ရှိတယ်အဲ့ရှည်ယူတစ်ဖက်စလုံး grip banish နဲ့ပတ်ပြီးတော့ကျွန်မအဲ့ဒါ training လုပ်ရတယ်ရေခဲပျော်တဲ့အချိန်ကျွန်မ training ပြီးတဲ့အချိန်နဲ့အတိအကျပဲဆိုတော့အဲ့ပြီးတာနဲ့တခါ training ပြီး1 minute လုပ်ပြီးတာနဲ့တခါစေးကန်းဝင်ရတယ်စေးကန်းဝင်ပြီးလို့ရှိရင်ကျွန်မဘာလုပ်လဲဆိုတော့ရေနွေးကန်ထဲမှာကျွန်မနိုင်ဝက်တနားလေးပါလောက်ရေနွေးစိန်ရတယ်ပြီးတာနဲ့တခါအဲ့မှာ ultrasound လုပ်ရတယ်နောက်ပိုက်တွေနဲ့ပတ်တာလုပ်ရတယ်ဖျောင်းကတ်ရတယ်ဆိုကြတော့ကျွန်မခြေထောက်ကလေဘူးတွေပါထွက်လာဒါပေမဲ့အဲ့ဒီဟာလုပ်တဲ့အတွက်ကျွန်မအမြဲတမ်းနောက်အပြင်လဲကျွန်မမသွားအောင်တကယ်လို့အဲ့တော့ကျွန်မတို့ဌာနဆိုင်ရာကြီးရှိတော့ကျွန်မကုံသွေးမှာလုပ်တော့ကုံသွေးမှာပင်စင်လာစာသွားထုတ်မယ်ဆိုရင်တော့အောင်ဆောင်ရစီကန်းကနေပြီးတော့ကားနဲ့လိုက်ပို့တယ်လိုက်တူပြီးပြန်ပို့ပြီးဘဲမှမသွားရအောင်ဆိုတော့အဲ့လိုမျိုးနောက်တစ်ခါကျတော့ကျွန်မခြေထောက်အယိုးအတားတွေပါဖြစ်လာတယ်ဒီခြီကုံတို့ခြီမျက်စိနာဖြစ်လာတော့ကျွန်မအဲ့ဒီချိန်တော့ကျောင်းသားအားကစားပွဲတော်ကြီးစပေါ်နေပြီကျွန်မကျောင်းသားအားကစားပွဲတခါမှမဆော့ဘူးတော့ကျွန်မဆော့မယ်ဆိုပြီးနေတော့ခြေထောက်ကအဲ့လိုရောင်နေတော့စီကန်းသွားပြတော့စီကန်းမပြေးရဘူးတဲ့ကျွန်မပြေးမယ်လို့ဆိုပြီးတော့ကျွန်မတာလွတ်တဲ့နေရာရောက်သွားတာလွတ်ဖို့တန်းစီနေပြီတန်းစီရဲ့ချိန်မှာဟိုကတာလွတ်တဲ့ချိန်မှာစီကန်းဝင်ဆွဲသွားပြီးတော့ဘာလုပ်လဲဆိုတော့စီကန်းနဲ့ခေါ်သွားပြီးပြေးကျင်တယ်လို့ဆိုတော့ရောတယ်ဆိုပြီးတော့စေုံကြီး refer လုပ်ပြီးတယ်refer လို့စေုံကြီးရောက်တဲ့အချိန်မှာသူစာရေးပေးလိုက်တာဟုတ်ဆရာဝန်ကရေးပေးလိုက်ကျွန်မဘာရေးပေးမှလဲဖွင့်လည်းမဖတ်မိဘူးဆရာဝန်ရောက်တော့ဟိုကဆရာဝန်ကဘာလုပ်လဲဆိုကျွန်မကြောက်ပတိစီပလဲအောင်3 လတဲ့ကျွန်မ3 လမနေနိုင်ဘူးသူ2 လလေးကျွန်မမနေနိုင်ဘူးနောက်ဆုံးဒီ1 လတော့မရှုပ်လို့မရတော့ဘူးဆိုတော့ကျွန်မအဲ့ဒါနဲ့အောင်ဆောင်ဝင်စီကံပြန်လာတယ်ဟိုကနေပြီးတော့တခါဂျိုင်းတောက်လုပ်ပေးလိုက်တယ်ကျွန်မတော်တော်စိတ်ညစ်တာတဲ့လားစိတ်ညစ်တော့ဂျိုင်းတောက်ကြီးဘေးဖယ်ပြီးဒီတိုင်းဟိုဖနှောက်နေရကြီးပတ်တိစီထားတော့အဲ့တိုင်းတရွတ်တိုက်သွားတယ်သွားတဲ့နေရာသွားနောက်ဆုံးပတိဖြီးတဲ့အချိန်မှာဖနှောက်ကြီးအပေါက်ကြီးဖြစ်နေဆိုတော့အဲ့လိုမျိုးကြတော့နည်းနည်းဟိုဖြစ်တာမှာကိုကတော့ပြေးကျင်တာပဲရှိတာပေါ့အခုအကုန်လုံးလည်းအဲ့လိုပြောချင်ပြေးကျင်တာပဲရှိတယ်ဒါပေမဲ့ပြေးကျင်ပေမဲ့2 ရက် 3 ရက်နားမယ်ဥစ္စာကိုမနာဘဲနဲ့ဆက်လုပ်လိုက်လို့ရှိရင်ကိုကပို1 လ 2 လအဲ့လိုမျိုးကြီးဖြစ်သွားနိုင်တာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုတော့ကျွန်မနာတဲ့ချိန်မှာတော့ခဏတစ်ဖြုတ်တော့နာစေချင်တယ်ဘာလို့ဆိုအသက်ရွယ်ရလာတဲ့ချိန်မှာပူဆိုးတာပေါ့အဲ့လိုမျိုးလေးရှိတယ်ပြီးတော့ဆင်မနောက်ပိုင်းကျတော့မပြေးတော့တဲ့နောက်ပိုင်းမှာကျွန်တော်ဆင်မအားကစားနီးပြ
ပြန်လုပ်နေတယ်လို့ကျွန်တော်သိရပါတယ်ပေါ့နော်ဆရာမအပြေးအားကစားနီးပြကိုဘယ်တော့လောက်မှစပြီးတော့ဟိုလုပ်ခဲ့ပါလဲပေါ့နော်ဆရာမဗမာပြည်စီဂိမ်းလေ2013အဲ့ဒီမှာကျွန်မစီဂိမ်းမှာစစီဂိမ်းမှာလေးစင်တွေကိုကျွန်မနေပြလောက်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒီကနေမှတခါ2015မှာတောင်ကြီးအာကသိပ္ပံမှာနေပြသွားလုပ်တယ်အဲ့ဒီတခါ2018အဲ့မှာရန်ကုန်အာကသိပ္ပံမှာနေပြလုပ်တယ်တခါနောက်ပြီးတော့လေးစင်တွေကိုနေပြီးတော့မှတခါပြန်ပြီးခေါ်လို့နေပြပြန်လုပ်ရပါတယ်အရင်ကလည်းပြေးခဲ့တယ်အခုလည်းနီးပြလုပ်တယ်ဆိုတော့လေဆရာမအခုအားကစားသမားတွေကိုဆရာမဘယ်လို train လဲပေါ့နော်ပြီးတဲ့ခါကျတော့ဆရာမရဲ့နီးပြဘဝအတွေ့အကြုံတွေလည်းပြောပြပေးပါအောင်ဆရာမကစားသမားတွေကတော့မျိုးမျိုးရှိတာပေါ့နော်ဘာလို့ဆို6တလက်6တလက်နဲ့အဲ့လိုပဲလုပ်ရတာပဲဘာလို့ဆိုတချို့ကြတော့မပြေစုံတဲ့ကလေးတွေရှိတယ်တချို့ကြတော့လည်းပြေစုံရတဲ့နဲ့ပြင်းတာတွေရှိတယ်သူတို့ကလီးကစားပြီးတော့နိုင်ငံသားသာပါချင်ကြရပေါ့နော်ဒါမဲ့ဟိုကြိုးကြိုးဆဆလုပ်ချင်တဲ့ကလေးတော့မရှိဘူးကျမဆိုဒီလေးပြီးတော့မှလေးဝေးစင်နေနေပြလုပ်တဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူတို့တွေကိုမနဲ့မိုးလေးနှိုးရတယ်နှိုးပြီးတော့သူတို့ထမင်းစားမကောင်းဘူးဆိုကျမအပြင်မှာဝယ်ကျွေးရတယ်တခါနိုင်ငံခြားသွားဖို့ package မရှိဆို package ရှာစာဝယ်ကျွေးရဝယ်ပေးရတယ်နောက်တစ်ခါပြင်းနေအဆောင်ထဲမှာပဲနေလို့မရဘူးဆိုရုပ်ရှင်ကြည့်ချင်တယ်ဆိုရုပ်ရှင်လိုက်ပြရတယ်အစားတော့မကောင်းဘူးဆိုအပြင်မှာဟော့ပေါ့စားချင်တယ်ဆိုဟော့ပေါ့လိုက်ကျွေးရတယ်ဆိုတော့အဲ့လောက်ထိလုပ်ပြီးခဲ့ရတာပေါ့နော်ဒါမဲ့ကလေးတွေရဲ့ရလက်ကတော့တိတ်ပြီးတော့အားရမှုမရှိဘူးပေါ့နော်အာကသိပ္ပံမှာနီးပြအနေနဲ့လုပ်ခဲ့တဲ့အတွေ့အကြုံလေးလည်းပြောပြပေးပါအောင်ဆရာမကျွန်မတောင်ကြီးအာကသိပ္ပံစဖွင့်တော့2015ပေါ့နော်2015မှာကျွန်မအာကသိပ္ပံမှာလုံတော့စဖွင့်ပြီးကြတော့ကျောင်းသားအယောက်200လောက်ရှိတယ်အဲ့200လောက်ကိုကျွန်မနဲ့ထေးဝင်းဆိုတာရှိတယ်တန်းကျော်ပြေးတဲ့တယောက်ရှိတဲ့ကြီးစိတ်လာငွေစိတ်လာမရဘူးလေကျွန်မတို့ညအဲ့မှာအာကသိပ္ပံမှာနီးပြသွားလောက်ရတဲ့အချိန်မှာဟိုမှာနီးစနစ်မူလေးတွေဘာမှနားမလဲဘူးပြင်းနေတဲ့တိုင်ရနီးစနစ်မူလေးတွေကိုဆိုတော့လောက်ရတော့2လအလုံးလုံးကျွန်မလေ့ကျင့်ခန်းပဲအရင်ပြခဲ့ရတယ်လေ့ကျင့်ခန်းပြပြီး2လကျော်တဲ့ချိန်ကျတော့မှဒီဘောလုံးဆိုဘောလုံးအုပ်စုသွားပြေခုံပြေဆိုပြေခုံပြေဝူရှုဆိုဝူရှုကြက်တောင်ဆိုကြက်တောင်အဲ့လိုမျိုးအုပ်စုပြန်ခွဲပေးရတယ်ဒါပေမဲ့မနေ့1 minute လုပ်ရင်တော့လူ200စလုံးကိုကျွန်မတို့အကုန်လုံးပြရတယ်အဲ့ဒီကနေမှတခါဘာဖြစ်လဲဆိုတော့ပြေခုံပြေကတောင်ကြီးမှာအဲ့တောင်ကျက်ကလေးတွေကသူတို့အတွက် training ကောင်းတာဂုံးစင်းဂုံးတက်တွေတော်တော်များတယ်ခိုင်းရတာပေါ့နော်အဲ့ဂုံးစင်းဂုံးတက်တွေမှာပြေးခိုင်းရတယ်တာဝေးဆိုတာဝေးနောက်ပထမပိုင်းကကြတော့ပြေးကုန်ပြေကိုဝါသနာမပါကြတော့ဘာလုပ်လဲဆိုတော့အဲ့အချိန်မှာဘောကျွန်မရွေးလိုက်တဲ့ကလေးတယောက်ကဘောလုံးကယူသွားတယ်တကယ်ကျွန်မလူ10ယောက်လောက်ရွေးလိုက်ပြီမဲ့ကျောင်းစားဖွင့်ပြီးကိုအုပ်စုနဲ့ကိုလှုပ်ဆိုတဲ့အချိန်ကျတော့ပြေးကုန်ပြေမှာလူမရှိတော့ဘာလို့ဆိုတော့ကျွန်မတော်တော်လေးစိတ်တူတယ်စိတ်တူတော့နောက်ကျတော့2ပတ်လောက်ကြာတဲ့ချိန်ကျတော့ဘောလုံးကနီးပြဆရာနေပြီးတော့ကျမရွေးထားတဲ့ကလေးကိုပြန်ခုံပြန်ပို့မယ်ကျမလည်းမမှတ်မိဘူးဒါပေမဲ့အဲ့ဒီကစီးမန်ပြောအဲ့ဒါဆရာမမမင်ခေါ်သွားတဲ့ကလေးတဲ့ဆိုကျမအဲ့ဒီဘောလုံးနီးပြနဲ့ကျမတော်တော်စကားများတယ်ဆရာမခေါ်ရင်မခေါ်ရင်နေတဲ့ကျွန်တော်တို့ကတော့ပြန်ပို့မှာပဲတဲ့ဟိုကလေးကလည်းသူ့မိဘဘာလုပ်လဲဆိုတော့အာကသိပ္ပံကိုလွှတ်လိုက်တယ်ဘောလုံးကစားမယ်မကစားဘူးရော်ကြီးပေးရမယ်ဆိုရော်ကြီးပေးပြီးထွက်မယ်ဘောလုံးပဲကစားခိုင်းတယ်ဆိုတော့ဘာလုပ်လဲဆိုတော့အဲ့မှာကျတော့အဲ့ကလေးကနောက်တစ်ပတ်လောက်နေတော့ကျမရှိငိုပြီးရောက်လာတယ်အဲ့ချိန်မှာဝင်းကြီးဦးတင်ဆန်းလက်ထက်ပေါ့နော်သူကအဲ့အားကစားတော်တော်လေးတော့အားပေးရှာပါတယ်အဲ့မှာတော့ငိုပြီးရောက်လာတော့မင်းဘာဖြစ်လို့ငိုနေတာလဲယောက်ျားမဟုတ်ဘူးလားလို့မင်းမကစားကြည့်ဘူးဆိုဒီမှာတစ်ပတ်ပဲကစားကြည့်လို့မှဒီတစ်ပတ်မှမင်းမပြောဘူးဆိုငါပြန်ပို့ပေးမယ်နောက်ပြီးတော့မင်းသတ္တိမရှိဘူးလားလို့ပြေခုံပြေမှာမင်းရွှေဈေးရတယ်ဆိုပတ်စံစုကြီးရတယ်ဆိုမင်းတယောက်တည်းရမှာဘောလုံးမှာလူဘယ်နှယောက်ရှိလဲအကုန်လုံးခွဲယူရမှာတစိရတယ်ဆိုလဲမင်းတယောက်တည်းရမှာမဟုတ်ဒါသူတို့ဘုံပိုင်းထားမှာလို့မင်းကစားကြည့်မင်းဟိုကနေပါထုတ်တယ်မင်းရွှေတစိရအောင်လုပ်လိုက်စမ်းကွာလို့ဆိုရင်ကလေးကကျွန်တော်ကစားမယ်ကစားအဲ့အချိန်မှာဘာလုပ်လဲဆိုတော့အာကသိပ္ပံပေါင်းစုံလုပ်တယ်တောင်ကြီးမော်လမြိုင်ရန်ကုန်မန္တလေးအဲ့တော့မုံရွာတို့ဘာလို့မပေါ်သေးဘူးအဲ့နဲ့အဲ့မှာကြောင်းမအဲ့အာကသိပ္ပံပေါင်းစုံမှာသူကရွှေတစ်ခုရရွှေနှစ်ခုရတယ်နောက်ကျမတပည့်တယောက်ကအေးခန်းဆိုတဲ့ကလေးလေးရတယ်ရွှေရတယ်ဒါပေမဲ့အသက်အငယ်ဆုံးလည်းဖြစ်ရမယ်စံချိန်လည်းကောင်းရမယ်ရွှေလည်းရရမယ်ဆိုတော့ကျမတပည့်လေးကရွှေရသွားတယ်အဲ့တော့အဲ့ကလေးကရွှေတစ်စိမ့်လည်းရတယ်စုချင်း9သိန်းလည်းရတာပေါ့နော်စုချင်း9သိန်းရတဲ့အချိန်မှာနောက်တစ်နှစ်ကျောင်းအာကသိပ္ပံပြန်ဖွင့်တဲ့အချိန်မှာပြေခုံပြစ်မာရွယ်လူတွေဝင်လာတာအဲ့တာဝေးကိုပဲဝင်လာပေါ့အဲ့ကလေးတော်တော်လေးလည်းကောင်းကြတယ်ခိုင်းတဲ့အတိုင်းလည်းသူတို့လုပ်တယ်ဟိုမနေ့ဆိုလို့ရှိရင်ကျမတို့စောင်းရင်းဆိုတောင်ကြီးမှာရမ်းအေးတယ်လေမနေ့ဆိုရင်ကျမတို့4နိုင်ခွဲဆိုကလေးတွေနှိုးပြီးတော့9နိုင်ဆို training စရတယ်အဲ့ကျမတို့ cycle နဲ့လိုက်တဲ့လူတွေကစ4-5ယောက်လိုက်ရတယ်တောင်မုံအဲ့ဆိုရှေ့မှာ1ယောက်အလဲမှာ2ယောက်နောက်ဆုံးမှာ1ယောက်နောက်ဒီ
ပန်းဝင်တဲ့ချိန်မှာတစ်ခါကျမတစ်ခါထိုင်ဆောင်ရင်ဆောင်မဆောင်ရင်ကျမလမ်းကြောင်းလိုက်သွားတယ်ဘာလို့ဆိုတော့လမ်းကြောင်းလိုက်သွားလို့ရှိရင်သူတို့တက်တာတွေပါတောင်ပေါ်တက်တဲ့ပုံစံတွေစင်းတဲ့ပုံစံတွေအဲ့ဒါကြီးစားလိုက်ပြရတယ်ဆိုတော့အဲ့ဒီမှာသူတို့ဘာဟိုတော်တော်လေးကောင်းသွားတဲ့အတွက်ကိုတောင်ကြီးအားကသိပ်ပန်ရွှေစိတ်ဒိုင်းတွေပါရင်ဆိုရလိုက်တယ်ပေါ့အဲ့ကလေးတွေကအခုဆိုရင်လေဝေးစင်ကဲနဲ့မှလည်းပါနေကြပြီဆိုတော့အဲ့ဒီကနေမှတစ်ခါရန်ကုန်အားကသိပ်ပန်ရန်ကုန်အားကသိပ်ပန်ရောက်တော့လေအဲ့ရန်ကုန်အားကသိပ်ပန်ကလေးတွေကဘယ်လောက်ထိအဆင့်ထိရောက်လဲဆိုဝင်ကြီးဌာနအဆင့်ထိရောက်သွားတယ်အဲ့နောက်ပိုင်းကျတော့တောင်ကြီးအားကသိပ်ပန်ကျတော့6တန်းထိပဲကျမတို့လှုပ်ရှိတုန်းကရှိတယ်ပေါ့နော်6တန်းပြည်တန်းထွက်ကုန်တော့ကလေးတွေကအုပ်စုတွေကွဲကုန်ဘာလို့ဆိုအဲ့တုန်းကကလေးတွေကအရက်မောင်းလဲကောင်းတယ်တော်တော်လေးကောင်းရတယ်နောက်ပိုင်းကျတော့မှကျမတို့10တန်းတွေဖွင့်တဲ့ချိန်ကျတော့အုပ်စုတွေကကွဲကုန်တော့ကလေးတွေကပြန်ပြီးတော့ဟိုကသူကျတော့ကိုမိဘလုပ်ငန်းလုပ်တဲ့လူနဲ့စီးပွားရေးလုပ်တဲ့လူနဲ့အိမ်အောင်ကြတဲ့လူနဲ့လည်းဖြစ်ကုန်တော့ကလေးတွေကကွဲသွားတယ်ရန်ကုန်အားကသိပ်ပန်ကြတော့လေရန်ကုန်အားကသိပ်ပန်နဲ့တောင်ကြီးအားကသိပ်ပန်နဲ့မတူတာကလေးတွေစူးစမ်းတဲ့စိတ်ဓာတ်ကအစကွာတယ်တောင်ကြီးအားကသိပ်ပန်ကလေးတွေတော်တော်လေးကောင်းတယ်ဒီရန်ကုန်အားကသိပ်ပန်ကြတော့နည်းနည်းလေးတော်တော်လေးကိုဒုက္ခခံပြီးလုပ်ပေးရတယ်အစားတောက်ကစားဆရာမဒီနေ့အာကသိပ္ပံကြတော့လေကျွေးတာမွေးတာစားနည်းနည်းအားနဲ့ချက်ရှိတာပေါ့နော်အာကသိပ္ပံကျွေးတာမစားနိုင်လို့ရှိရင်ဆရာမဒီနေ့သမင်းမစားနိုင်ဘူးဆိုကျွန်မအဲ့နမှာကြားစားပြုတ်တို့ခောက်ဆွဲပြုတ်တို့အစုံဝယ်ကျွေးရတယ်ရုပ်ရှင်ကြည့်ခြင်းဆိုရုပ်ရှင်ဖျားသွားခြင်းဆိုကျွန်မအကုန်လုံးလုပ်ပေးရတယ်ဆိုတော့ကလေးတွေပျော်မှသူတို့စိတ်ပျော်မှပဲစိတ်ပင်ပန်းဟိုဖြစ်မှကစားခြင်းစိတ်ရှိမှာဟုတ်ဆိုတော့အဲ့နောက်တစ်ခါမိဘတွေကဘာချို့တဲ့သလားမကျွန်မအကုန်လုံးလိုက်မေးရတယ်ချို့တဲ့မိဘကျေးဇူးဆိုလို့ရှိရင်ကျွန်မကျိုးတဲ့ကလေးဆိုရင်ထီးပေးရတယ်လို့အဝတ်စားပေးရတယ်ဆိုချင်းပြည်နယ်ကကလေးတွေဆိုလို့ရှိရင်ကောင်မလေးတွေဆိုငငယ်ပူပူလေးတွေပူပေမဲ့ပြေးယောက်ျားလေးနီးနီးကိုပြေးနိုင်တာအဲ့ကလေးတွေဆိုရင်အဲ့ဒါပန်ကွီးလို့ခေါ်တယ်အဲ့ကလေးမလေးဆိုတော်တော်လေးပြေးနိုင်တာအဲ့ဆရာမသမီးအင်ကြီးမရှိဘူးအင်ကြီးဝယ်ပေးရတယ်ခဲတံမရှိဘူးခဲတံဝယ်ပေးသေးကိုတို့ဆိုင်မှာအများဆုံးဝယ်ပေးရတယ်အဲ့မှာအဲ့ပြီးတော့အဲ့မှာအကျွေးမပေးနဲ့နော်သူတို့အကျွေးပေးလို့ရှိရင်ငါပဲစိုက်ရတယ်ဗျအဲ့လိုအားဆိုပြောသူတို့အဲ့လိုလူလေလောက်တာကြီးလည်းရှိတယ်ပေါ့နော်အဲ့ကလေးတွေတော့ကြတော့မနေထိန်လာတယ်ပေါ့မပြေးမစုံနဲ့ပါနဲ့ဆိုတော့လေသူတို့တွေအများကြီးလုပ်ပေးခဲ့ရတယ်တော်တော်လေးတော့တူတဲ့ဟိုအာကသိပ္ပံနေကနေကလေးတွေထွက်တာများဒါပေမဲ့ကိုကလှုပ်ပေးနိုင်ဆိုတော့ထွက်တာပေါ့မလှုပ်ပေးနိုင်ရင်တော့ဟိုမဖြစ်ဘူးမိဘနဲ့သားသမီးလူတော့နေရတာပေါ့အဲ့လိုမျိုးပေါ့ဆရာမဒါကတော့ဟိုပါပေါ့နော်လေရွေးစဉ်အားကစားတွေပေါ့နော်ဆရာမကျွန်တော်တို့ဒီဝါသနာရှင်အပြေးသမားတွေကြတော့အတွက်ကြတော့ကျွန်တော်တို့ဒီ running club တွေပါတွေကို join ပြီးတော့ပြေးတင်တယ်လို့ပြောကြတယ်ပေါ့နော်ကျွန်တော်ဖတ်ဘူးတယ်အဲ့ခါကျတော့ဒီကျွန်တော်တို့ဟိုကိုပြေးတာနဲ့ club တွေနဲ့သွားပြီးတော့ပြေးတာနဲ့ဆိုရင်ထူးခြားမှုဘယ်လိုမျိုးရှိနိုင်ပါလဲဆရာမအဲ့ဒါလေးလည်းပြောပြပေးပါဦးပြေးတာကြတော့ဘယ်လိုခေါ်မလဲကိုပဲပြေးနေရတဲ့သဘောမျိုးပေါ့နော်ဒီ club တွေနဲ့ကြတော့ပြိုင်ဖက်လေးတွေရှိလာမယ်နောက်အပေါင်းအသင်းရှိလာမယ်ဒီအပေါင်းအသင်းနဲ့အုပ်စုလိုက်ပြီးပြေးလာမယ်စီလုံးလုံးလေးဖြစ်လာတာပေါ့နောက်ပြိုင်ပွဲတွေလည်းတူတူသွားပြိုင်ကြမယ်အပျော်တွေလည်းရှိတာပေါ့ဆိုတော့နည်းနည်းလေးသူတို့အတွက်တော့အားဖြစ်စီတာပေါ့ခွန်အားလည်းဖြစ်စီတဲ့အတွက်အဲ့လို running club တွေနဲ့ချိန်ပြီးတော့ join ပြီးတော့လုပ်တာပိုကောင်းပါတယ်ကျွန်တော်တို့အဲ့ဟို running drill တွေပါတွေကြတော့ဟို club မှာအတူလုပ်ကြတာပေါ့နော်ဆရာမအဲ့လိုရှိပါတယ်ပထမအရင်တော့ကျွန်မဒီ runner food မြန်မာအသင်းကိုရောက်တဲ့အချိန်မှာကျမတို့ဒီမှာကျမကိုလာခေါ်တဲ့ကိုဖြိုးတို့ကိုလာမိုးတို့ဆိုလို့ရှိရင်ကျမ stop watch ကအစားကိုသူတို့ဝယ်ပေးတယ်နောက်ကုန်းလေးတွေဝယ်ပေးတယ်ပေါ့ကုန်းလေးတွေနဲ့ချားပြီးပြေးတဲ့အတွက်ကြောင့်သူတို့ stretching တွေပါကြတော့ပြေးခြေလမ်းနေရစားကောင်းတာပေါ့နော်နောက်ကျမ second training လုပ်ခိုင်းတယ်အခုနောက်ပိုင်းကျတော့အဲ့ဒါတွေမရှိဘူးနောက်ပိုင်းကျတော့မှဒါဒီပြန်လုပ်ဖို့သင့်တာပေါ့နော်ဘာလို့ဆိုတော့အဲ့ဒါကြမှာသူတို့အတွက်ခြေလမ်းဘယ်လိုလှမ်းရမလဲဘယ်လိုပြေးရမလဲဂုံးစင်းဂုံးတက်တွေကျမပြေးခိုင်းတယ်ကန်တော်ကြီးပူစားပူချုပ်ကြီးဦးနောက်ဘက်ကဂုံးလေးပါလေဆိုတော့အဲ့ဒါလေးတွေအစားလုပ်ခိုင်းဆိုတော့သူတို့အတွက်အများကြီးကျိုးရှိပါတယ်ဘာလို့ဆိုတော့ value ဆွဲမယ်ထိုက်ထိုးမယ်အကုန်လုံးအုပ်စုလိုက်ကလေးလို့တညီချင်းညွတ်ကလေးလုပ်ကြတော့ပိုကောင်းတာပေါ့စီလုံးလုံးလည်းဖြစ်တာပေါ့အဲ့လိုမျိုးလေးအဲ့ဆရာမနီးပြဘွားကနေအနားယူပြီးတဲ့နောက်ပိုင်းမှာဆရာမအခုလက်ရှိဘာတွေများလုပ်နေပါလဲပေါ့နော်ဆရာမအခုလက်ရှိတော့ကျွန်မ runner food ပြောတဲ့အဖွဲ့မှာနီးပြရလို့တော့ပြောလို့ရတာပေါ့နော်ဒါဆိုကျွန်မလိုအပ်တာလေးလောက်ပဲကျွန်မပြောပြအရင်တော့ကတော့ကျွန်မဒီ structure လောက်တာတို့ value ဆွဲတာတို့ second training လို့နည်းနည်းပါးလုပ်ပေးတယ်အခုကျတော့အုပ်စုကလည်းများလာတယ်နောက်ပြီးတော့ training လုပ်ကြတာလည်းကိုယ့်ဟာနဲ့ကိုနီးကိုယ့်ဟာနဲ့လုပ်နေကြတာများတော့လိုအပ်တာလောက်ပဲကျွန်မပြောပြပြီးတော့ဒီမှာဒီအားကပိုင်းနဲ့ဆက်ဆက်တူဆိုလို့ရှိရင်လည်းကျွန်မအားကပိုင်းနဲ့ချိတ်ဆက်ပြီးလုပ်ပေးတာရှိရပါဆရာမဘွားမှာပေါ့နော်အပြေးပြိုင်ပွဲတွေလည်းအများကြီးပြေးခဲ့ပြီစုစိတ်လည်းအများကြီးရခဲ့ပြီပြီးတော့အခုခါမှာနောက်မျိုးဆက်တွေကိုလည်းတင်တန်းနေပေးနေပြီအကယ်၍သာဆရာမငယ်ဘွားကိုအသက်ပြန်ငယ်ခွင့်ရပြီးတော့ပြန်ပြိုင်ခွင့်ရမယ်ဆိုလို့ရှိရင်ဆရာမအပြိုင်ရင်ဆုံးပွဲကဘယ်ပွဲဖြစ်မလဲပြီးတော့ဘာကြောင့်ဖြစ်မလဲဆိုတာလေးကျွန်တော်တစ်ချက်လောက်ပြောပြပေးပါဦးဆရာမအဲ့လိုပြန်ကြီးဆိုရင်ကျွန်မ
မာရသွန်ပြန်ပြိုင်နေတယ်ဘာလို့ဆိုတော့အခုခေတ်မှာကျတော့နိုင်ငံတော်အစိုးရကလည်းအားပေးတယ်စုကြီးလည်းအားပေးတယ်အဖွဲ့ချုပ်တွေကလည်းပေးတယ်ကုမ္ပဏီတွေကလည်းပေးတယ်ရွှေတစိမ့်ရပြီဆိုလို့ရှိရင်ဘာရလဲဆိုတော့ဒီမာရသွန်မရလို့မဟုတ်ပါဘူးစီဂိတ်မှာရွှေတစိမ့်ရပြီဆိုလို့ရှိရင်စီဂိတ်မပြောနဲ့အခုဝန်ကြီးဌာနပေးတဲ့ရဌာနဥစားရွှေတစိမ့်ရပြီဆိုရင်တော့စောက်လို့ရရဘာပေးတိုက်ခန်းပေးတယ်တိုက်ခန်းစုရတယ်သိန်း10သိန်း15သိန်းသိန်း20ပွဲတစ်ပွဲကိုသိန်း20ရွှေတစိမ့်တစ်ခုသိန်း20 10သိန်းအဲ့လိုပေးနေကြတယ်ကျမတို့တော့အဲ့လိုမျိုးမရခဲ့ဘူးဟိုမှာဒီနိုင်ရကန်တင်မောင်ထွေးရနေပြီးတော့ကျမတို့စုကြီး3000ချမယ်ဆိုတာတော့ကျမတို့အဖွဲ့ဥက္ကဋ္ဌအဖွဲ့ချုပ်ကဘာပြောလဲဆိုတော့ကြေးစားဖြစ်သွားမှာဆိုလို့မပေးပါနဲ့တဲ့ဆိုကျမတို့မရခဲ့ဘူးနောက်ဆုံးပါလက်ဖေးပွဲတစ်ပွဲပေါ့နော်ဒဘကွိုင်ဖက်နက်တရန်နောက်တစ်ခါဘာလုပ်လဲဟိုနောက်ဆုံးရခဲ့တာပတ်စံ3000ပဲအဲ့3000တောင်မှဒီနေ့လိုရပြီးနောက်တစ်ပတ်လောက်ကြာတော့ပတ်စံတွေသိမ့်တဲ့ထဲပါသွားရောပါသွားတော့ကျမတို့မှာဘာသတင်းတွေရလူကြီးတွေပြောလို့ရှိရင်ဘယ်သူပြောတာလဲအဲ့ပြောတဲ့လူခေါ်လာခဲ့ငါတို့ပြန်လုပ်ပြီးမှဒါပေမဲ့တကယ်ကြာတော့ကျမတို့ပတ်စံသိမ့်ခံလိုက်ရအများကြီးပဲဆိုတော့အဲ့လိုပြိုင်ပွဲတွေအခုစုချေရတယ်ဆိုလို့ရှိရင်လူတယောက်ရွှေတစိမ့်ရတယ်ဆိုလို့ရှိရင်အခုတကယ်ခေတ်ကြီးမှာသိန်း900 800အနည်းဆုံးရတယ်မတန်ဆွမ်းနေတောင်အခုဆိုလို့ရှိရင်စုချေတော်တော်ရတယ်သိန်း300ရတယ်ကုမ္ပဏီတွေနဲ့တခြားအဖွဲ့ချုပ်တွေနဲ့ပေးလို့ရှိရင်သိန်း900 800တထေးဖြစ်ရတပွဲဆိုရင်တပွဲရရင်တော့သူတို့တွေ့တပွဲနှစ်ပွဲဆိုရင်တွေ့ကြည့်လိုက်ရွှေစိမ့်နှစ်ခုဆိုရင်တော့မနေဘူးရသွားပြီသူတို့ဒါတပွဲလေးပြေးတာနဲ့အဲ့ဒီအတွက်ကိုစူးစမ်းစီချင်ကြတာပေါ့နော်အခုခေတ်ကလေးတွေအဲဆိုအားပေးမှုကလည်းအများကြီးကျမတို့တို့အားပေးတာအဲ့လောက်ကြီးမရှိတဲ့ပြင်ကိုထမင်းကိုစားပြီးပြေးခဲ့တယ်ဖက်နှက်တောင်မှပြေးခုမြေကစားသမားတိုင်းမှာဖက်နှက်ချုပ်အပ်ရှိတယ်ဖျောင်းလုံးရှိတယ်ကျိုးရှိတယ်အမြဲတမ်းအဲ့ဒါတွေချုပ်နေရတာဖက်နှက်ချုပ်ဆိုင်လည်းမရှိဘူးလေဝယ်ဖို့ဖက်နှက်ကလည်းမရှိဘူးဖက်နှက်ပတ်စံရှိပဲဆိုရင်တော့မှဝယ်လို့မရဖက်နှက်ကအဲ့ချိန်အဲ့လိုဖြစ်နေတာပေါ့ဆိုတော့အဲ့လိုမျိုးတကယ်လို့ဖြစ်ပြန်ခဲ့မယ်ဆိုရင်တော့မာရသွန်ကျမမျိုးတော်ဥကိုလေးလက်ထက်ကကျမပြောဘူးတယ်ကျမဒါပြန်ငယ်လို့ရှိရင်ရွှေဘယ်နှခုယူမလဲစာချုပ်ချုပ်ပြီးပြေးမယ်လို့ကျမပြောခဲ့ဘူးတယ်အဲ့လောက်ထိကျမပြောခဲ့ဘူးတယ်ဘာလို့ဆိုတော့အခုခေတ်ကြီးကမနေဘူးအဲ့ဒီတည်းကဥကိုလေးလက်ထက်ကအားကစားအားပြင်မျိုးတော်ဝင်အားပြီးတော့လေစုကြီးတွေမနေဘူးရကြတယ်အဲ့တုန်းကမျိုးတော်ဝင်မာရသွန်ဆိုလို့ရှိရင်တော့မှပန်ကာကြီး TV ကြီးကားတောင်ပေးလို့လှုပ်ထားတာအဲ့ကားကိုရီးယားကားပေါ့နော်ကားလှုပ်ပြီးပေးထားတော့အဲ့နှစ်တုန်းကမာရသွန်ဖြစ်ပဲပြတ်သွားတာတော့ရှိတယ်အဲဆိုတော့နိုင်ငံရေးအခြေအနေကြောင့်ပေါ့နော်ပြတ်သွားတော့ကျမအဲ့ပြိုင်ပွဲမတိုင်ရင်ကျမပြောတယ်ဒီကားဘာအတွက်ပေးမှလဲလို့ဆိုတော့စံချိန်ကျိုးတဲ့လူပေးမယ်တဲ့စံချိန်မကျိုးရင်ရောဆိုစံချိန်မကျိုးရင်ဘူးစံချိန်ရှင်ရောမပေးခြင်းဘူးလားဆိုတော့စံချိန်ရှင်ပေးရမှာပေါ့လေစံချိန်ရှင်ကဘယ်သူဆိုကျမပဲလို့ပြောရတာအဲ့နှစ်မှာပြတ်သွားတယ်မာရသွန်ပွဲမရလိုက်ဆရာမအခုလိုမဟာလာတဲ့နေ့စဉ်တာဝန်တွေကြားရနေမှာကျွန်တော်တို့လာပြီးတော့မျှဝေပေးတဲ့အတွက်ကျွန်တော်တို့ကျေးဇူးအများကြီးတင်ရှိပါတယ်ဆရာမကျမလည်းကျေးဇူးတင်ပါတယ်အခုစီစဉ်ဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီပေးကြတဲ့ main sponsor နဲ့တကွ co-sponsor တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်